ကျွန်တော်တို့ဘဝတတ္တာမှာအင်မတန်မှအရေးကြီးတာဖြစ်တယ်တော့တကယ်ပဲဘဝတတ္တာထဲမှာဘုရားခင်ကိုကျွန်တော်တို့အလောက်ကဘုရားခင်ကိုဂုဏ်ပြုဖို့ပဲဘုရားခင်ကိုချီးမြှောက်ဖို့ပဲကျွန်တော်တို့ချီးမြှောက်လိုက်မှဘုရားခင်ကချီးမြှောက်ခြင်းခံထိုက်တာမဟုတ်ပါဘူးဘယ်သူမှမချီးမြှောက်ရင်လည်းဘယ်သူမှမချီးမွမ်းရင်လည်းပဲဘုရားခင်ကချီးမွမ်းခြင်းဂုဏ်ပြုခြင်းကိုခံထိုက်ပြီးသားဖြစ်တယ်ဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ကတော့ချီးမြှောက်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုမချီးမြှောက်ပဲမနေနိုင်ဘူးမချီးမွမ်းပဲမနေနိုင်ဘူးကျွန်တော်တို့ကတော့ဒါကြောင့်ချီးမွမ်းရမှာပဲချီးမြှောက်ရမှာပဲဘုရားခင်ကိုတကယ်နှလုံးသားထဲကနေတကယ်ချီးမြှောက်တဲ့အခါမှာငါ့ကိုချီးမြှောက်တော်သူကိုငါချီးမြှောက်မယ်ငါ့ကိုမထီမဲ့မြင်ပြုတဲ့လူဟာဂုဏ်အသေးပြည့်ရမယ်တကယ်ပဲဘုရားခင်ကိုတကယ်ဝိညာဉ်တွေကနေတကယ်ချီးမြှောက်တဲ့လူရဲ့အသက်တာကိုကြည့်ပါမြည်ကြီးဖို့ထူးခြားပါလေဘုရားခင်သူတို့ကိုပြန်ချီးမြှောက်တော့ရတယ်ဘုရားခင်ကိုမချီးမြှောက်ဖ ೇನೆ မထီမဲ့မြင်ပြုတဲ့လူတွေကိုလည်းကြည့်ပါသူတို့မှလည်းတက်တည်ရှိပါတယ်တဖြည်းဖြည်းဂုဏ်အသေးကြီးပြက်လာတယ်ဂုဏ်အသေးပြက်လာတယ်တက်တာပါနော်တကယ်ပဲဒါကြောင့်ကျွန်တော်တို့ကကိုယ့်ကိုဘုရားခင်ပြန်ချီးမြှောက်ဖို့ဆိုပြီးတော့စိတ်ကူးမျိုးနဲ့ဘုရားခင်ကိုချီးမြှောက်တဲ့သူမဖြစ်ဖို့အရေးကြီးတယ်တကယ်ပဲဝိညာဉ်တွေကထိုဘုရားခင်ကချီးမြှောက်ခြင်းခံထိုက်လို့ချီးမြှောက်တဲ့အရာပဲဖြစ်ဖို့လိုပါတယ်နော်ဆိုတော့နှုတ်ကပတ်တော်မူငါခင်ခဏဆုတောင်းရအောင်ဘုရားခင်နာမတော်ချီးမွမ်းတယ်နှုတ်ကပတ်တော်ကိုရှင်းလင်းစွာနားလည်ဖို့တန်ရှင်းသောဝိညာဉ်တော်မဆပါအရောက်တိုင်းရဲ့အသက်တာထဲမှာရှင်းလင်းခြင်းသဘောကိုပေးပါခွန်အားဖြစ်စေပါအနှောက်အယှက်ဖြစ်စေမယ့်အလုံးယေရှုနာမ၌ဖယ်ရှားပါတယ်လက်တော်ရဲ့စက္ကတ်တဲ့အခါသခင်ယေရှုနာမ၌ယိုသေးစွာဆုတောင်း၍အနှံပါတယ်ဖဗျာအာမင်ဆိုတော့ဒီနေ့ကျွန်တော်ဘာဝေငှခြင်းလဲဆိုတော့ဝိညာဉ်ရေးရမှာဘုရားခင်ကြည့်တဲ့ပြက်ကလေးရှိဝိညာဉ်ရမှာယာတိဥဒုရှိတယ်လူတွေရဲ့မျက်နှာမှာလည်းယာတိဥဒုတွေ့ရတယ်သားသမီးတွေကမှုတ်ဘိုးတောင်းရင်အဖေရဲ့မျက်နှာသူတို့ရဲ့ယာတိဥဒုပဲလေအချင်းကြီးကြည့်တယ်ဘယ်လိုလဲဖြစ်မလားအမေနဲ့စကားများထားတယ်ကိုယ့်ကိုအကျော်လေးပဲစားပြီးကြောင်းသွားရင်ကောင်းမယ်ခဏနေအမေကိုဒေါသထွက်တာနဲ့ငါကြော်ကုန်နဲ့ဟလားသူ့လက်ဝါးနဲ့ဆက်သွားလိမ့်မယ်ယာတိဥဒုကြည့်ရတယ်နော်ယာတိဥဒုမှုတ်ဘိုးတောင်းရင်မျက်နှာသူတို့ရဲ့ယာတိဥဒုပဲလေကြည့်ရတယ်ဝိညာဉ်ရဲ့မှာလည်းယာတိဥဒုရှိဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြီးခဲ့တဲ့နှစ်20လောက်ခရဲကကျွန်တော်ကြားဘူးတယ်ဒါပေမဲ့ကျွန်တော်ခွန်အားရတယ်မှတ်ထားတယ်ဒါပေမဲ့ကျွန်တော်လက်ထဲကိုအဲ့ဒီစာအုပ်မရောက်မချင်းကျွန်တော်မဝေငှရဲဘာဖြစ်လို့လဲဆိုလို့ရှိရင် record ရှိရအထောက်ထားရှိရကျမ်းစာရှိရကျမ်းပိုက်တွေပြနိုင်ရတိတိကျကျဟာလားပြောနိုင်ရဒါနဲ့အဲ့ဒီစာအုပ်ကိုကြားပဲကြားဘူးတယ်မတွေ့ဘူးပြီးခဲ့တဲ့15နှစ်ကျော်လောက်မှာစာအုပ်ရတယ်စာရေးပြီးတော့မှစာမှုခရိယန်ထုတ်မဂ္ဂဇင်းတိုက်ကိုရေးပြီးတော့ပို့လိုက်တယ်သူတို့လည်းအဲ့ဒါကိုစာမှုလည်းသူတို့ဖျောက်ပလိုက်တယ်ထည့်လည်းမထည့်ပေးဘူးအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်စာအုပ်လည်းငှားပြီးတော့ပျောက်ပါတယ်ဒါနဲ့နောက်တစ်ခေါက်စင်ကာပူမှာကျေးဇူးတော်ကြောင့်အဲ့စာအုပ်ပြန်တွေ့ခွင့်ရတယ်ဘုရားသခင်ကျွန်တော်ပြန်တွေ့ခွင့်ပေးတယ်ထူးဆန်းတယ်လူကလေဝိညာဉ်ရေးရမှာစန္ဒရှိပါနှလုံးသားထဲမှာဖြစ်ခြင်းနဲ့ဆိုရင်ဘုရားခင်ပြီးဖြစ်တယ်နော်ပြီးဖြစ်တယ်ဝိညာဉ်ရေးရမှာလေအဲ့ဒီ book store မှာအဲ့စာအုပ်ကတအုပ်ပဲရှိတယ်အဲ့တအုပ်ပဲကျန်တာကျွန်တော်တို့ပဲဘုရားခင်ခြံထားတာကျွန်တော်ရသွားတယ်ကျေးဇူးတော်ကြောင့်ပြီးခဲ့တဲ့ရက်အနည်းငယ်ကအဲ့ဒါဗမာလိုရေးတာပြီးသွားပြီအခုမထုတ်သေးဘူးဘယ်တော့မှထုတ်ထွက်မလဲမသိဘူးအတစ်လုံနေတယ်ဘယ်နှလကြာမလဲမသိဘူးအမြန်ဆုံးတော့ထွက်လိမ့်မယ်အဲ့ဒါကျွန်တော်ရဲ့စိတ်ထဲမှာရှိတယ်ကျွန်တော်ပြီးခဲ့တဲ့အနှစ်20ကျော်တုန်းကလည်းခွေတစ်ခွေကြည့် David Wilkerson ရဲ့ New York အေယုံကလေးဘလောက်ခက်ခဲလဲဆိုတော့ကျွန်တော်အဲ့ဒါခွေပါကြည့်တယ်တိတ်စိတ်ဝင်စားတာပဲအဲ့တော့အမေရိကမပြောနဲ့တရုတ်ပြည်တော့မရောက်ဘူးဗမာပြည်နဲ့အနီးဆုံးတရုတ်လည်းမရောက်ဘူးကလားလည်းမရောက်ဘူးထိုင်းလည်းမရောက်ဘူးကျွန်တော်ဒါပေမဲ့ကျွန်တော်တိတ်စိတ်ဝင်စားတယ်အဲ့ New York အဲ့သူတို့ရဲ့သာသနာဟာဒီလောက်ခက်စစ်တယ်မှာသာသနာလုတ်သွားပါလားအဲ့ဒီခွေကိုကြည့်ပြီးတော့ဒါနဲ့ကျွန်တော်တရက်တော့ New York ကိုရောက်သွားတယ်ကျွန်တော်လာကြိုတဲ့တယောက်ကိုပြောတယ်စကားပြောင်းကျွန်တော်လာကြိုတဲ့ခလေးမလေးဒီ New York မှာလို့ David Wilkerson ဆိုတဲ့တရားဟောဆရာကြီးတယောက်ရှိတယ်လို့ဟိုတုန်းကသူ့ရဲ့ခွေငါကြည့်ဘူးတယ်လို့သူသိအောင်မြင်တာလို့နေကြားဘူးလားလို့သူကပြောဒီနေ့ညတဲ့အဲ့ဖျားเจ้าမှာတဲ့ဆူတောင်းစည်းဝေးရှိတယ်လေကျွန်မသွားမှာတဲ့အော်အဲ့ကျွန်တော်ရောက်သွားတယ်သူရဲ့ church ကိုရောက်သွားတယ်အင်မတန်နိုးကြတဲ့အသင်းတော်ပဲဆိုတော့တကယ်စန္ဒရှိရင်ဘုရားသခင်ကဘာဖြစ်လဲ
ပို့ပေးတယ်မြင်ခွင့်ပေးတယ်ပါဝင်ခွင့်ပေးတယ်ဒါကြောင့်ဓမ္မရှိတဲ့မိဘညီကိုမောင်နှမတွေကျွန်တော်ပြောခြင်းတယ်ဝိညာဉ်ရေးရမှာခင်ဗျာစန္ဒရှိပါစန္ဒရှိပါလှုပ်တက်ဖို့မလိုပါဘူးမလှုပ်တက်ပါဘူးဒါပေမဲ့စန္ဒရှိပါကျွန်တော်ကဂီတာလည်းမတီးတတ်ဘူးတချင်လည်းမဆိုတတ်ဘူးကျွန်တော်ဆိုရင်သူတို့ကီးဖို့မှာအဲ့ကီးမရှိလှုပ်တက်ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီချီးမွမ်းကိုးကွယ်ခြင်းလေကျွန်တော်သိစိတ်ဝင်စားတယ်ဖျားသခင်ကလည်းအဲ့ဒါအရေးကြီးကြောင်းကိုစံစာထဲမှာအလီလီဖော်ပြတယ်ခဏဖော်ပြဓမ္မဟောင်းမှာပြတယ်ဓမ္မသစ်မှာပြတယ်ဓမ္မဟောင်းမတိုင်ခင်ကလေးကချီးမွမ်းကိုးကွယ်ခြင်းရှိတာဓမ္မဟောင်းမဟုတ်တော့ဓမ္မဟောင်းမတိုင်ခင်ကလေးကလူရဲ့လို့ဖျားသခင်မဖန်ဆင်းခင်ကလေးကကောင်းကင်တမန်နေအချိန်ကလေးရရှိတာခမည်းစီမှာမရှိခြင်းမရှိနဲ့စံစာမှာမရှိဘူးမပြောနဲ့လူမရှိခင်ကောင်းကင်တမန်ဖန်ဆင်းကြတဲ့အဲ့ချီးမွမ်းကိုးကွယ်ခြင်းရှိတာငါတော့မကြဘူးမပြောနဲ့ခမည်းဘဝကိုကဘာမလုပ်တာနဲ့ခမည်းဘဝရွာလူတော်အားလုံးခမည်းကိုသိတာမဟုတ်ဘူးအဲ့ဒါဆိုတော့စံစာမှာကောင်းကင်တမန်နေပင်လည်းမဖြစ်လဲရှိတာတိတောင်ရှိတာအဲ့ဒီကနေပြီးတော့မှဒါဝိဒ်ခေရောက်လာတော့လေဟာဖျားခင်ကိုချီးမွမ်းတဲ့အစီအစဉ်ကိုလေဒါဝိဒ်ကလေနှစ်ပေါင်းများစွာပြင်ဆင်တာတချင်းတွေခေါ်တာတီးခတ်တဲ့ဟာတွေလို့တချင်းတွေဆက်အခုချက်ချင်းပဲအရက်ပလင်းထားဆက်ပြီးကောက်ဆိုတာမဟုတ်ဘူးနော်အရက်တော့ပြီးဆက်တာတစ်ဖွဲ့ရှိသေးတယ်အခုတလောတဲ့ဝင်မကောင်းနဲ့ဘာလို့နဲ့တချင်းတစ်ပုတ်ဆက်ပြီးရောက်မယ်တဲ့အဲ့ဒါလည်းတစ်ဖွဲ့ရှိသေးတယ်ရန်ကုန်မှာအဲ့ဒါဒါဝိဒ်ကနှစ်နဲ့ချီပြီးတော့ဆက်တာသူဆက်တဲ့တခြင်းကသူ့ဘဝမှာဖျားသခင်ဘာပြုတယ်လဲဆိုတာကိုခံစားပြီးဆက်တာကျွန်တော်တို့ကကိုယ့်ဘဝမှာဘာမခံစားဘူးဆိုလို့ကောင်းလို့ဆိုတာစုခင်လန်းပြည့်စည်ကိုရောပိုင်လမ်းတစ်လျှောက်လုံးနဲ့တောက်ဖက်နဲ့လင့်နေတာဟမ်နည်းနည်းလေးအိုက်တာနဲ့ဘာဖြစ်တာလဲအေးရကွန်လဲဘာညာမလေးဆိုတဲ့တခြင်းကစုခင်လန်းဖြစ်ပါစေတဲ့ပန်းပေါ်တော့မလျှောက်နိုင်တဲ့အဖွဲဒါဝိဒ်တို့ကသူတို့ဘဝမှာသူတို့လက်တွေ့ဖြစ်တာကိုဘာဖြစ်လဲဆက်ထားတာအဲ့ဒါကျွန်တော်တို့ကဘာခေါ်လဲသိလားအငှားကြွားလို့ခေါ်တယ်ကိုဘဝမှာမပြည့်ဘူးလကားသူတို့တခြင်းတွေကိုငှားပြီးကြွားတာစင်ပေါ်ကနေတိုက်ဆိုင်ခွင့်လို့ချက်တော်ညီကိုမောင်နှမဒါမဲ့ဒါအရေးကြီးတယ်အဲ့ဒီစာလန်ဆရာလေနှစ်နဲ့ချီပြီးပြင်ဆင်ရတာပြီးမှချီးမွမ်းကိုးကွယ်ခြင်းဆိုတာဘာဖြစ်လဲထွက်လာပြီးနှစ်ပေါင်းများစွာကြာတဲ့အခါမှာစာတန်ကဒီဥစ္စာကိုလွတ်သွားတယ်ပျောက်သွားတယ်ဖုံးကွယ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဓမ္မသစ်ရောက်လာတဲ့အခါတမန်တော်ဝတ္ထုရောက်လာတော့လဲသွားတဲ့ဒါဝိဒ်ရဲ့တဲကိုပြန်ဆောက်မယ်ဘာကိုပြောနေတာလဲချီးမွမ်းကိုးကွယ်ခြင်းကိုပြောနေတာပျောက်သွားလို့မရဘူးဖျားပြန်ဖော်တယ်ကြည့်ဖျားပြန်ဖော်တယ်ခမည်းဖြောက်ရင်ပျောက်သွားမယ်မထင်နဲ့ခမည်းပဲပျောက်သွားမှာကျွန်တော်တို့ရဲ့ဆရာကြီးတွေဖြောက်သွားခဲ့တယ်နော်အခုပြန်ပေါ်လာပြီသူတို့ဘာလုပ်မလဲဒါကြောင့်အမှုတော်နဲ့သာသနာဆိုတာဖျားအလုပ်ဆိုတာလေပါဝင်လို့ပဲရတယ်နှောက်ရှက်လို့မအောင်မြင်ဘူးမှတ်ထားပါနှောက်ရှက်လို့မအောင်မြင်ဘူးဒီကျမ်းစာအုပ်ကိုကဘာမှာရှိတဲ့တမရတွေအစိုးရတွေအာဏာရှင်တွေဖျက်ဆီးခဲ့တာမနေဘူးသူတို့ပဲတည်သွားတယ်ဒီကျမ်းစာကိုဖျက်လို့မရဘူးကျမ်းစာကိုသူတို့ပဲမိရှုခဲ့တယ်ခုနောက်ဆုံးသူတို့ပဲပြိုသွားတယ်ဘယ်တော့မီးရှို့ခဲ့လဲအခုလူဦးရေတောင်ပိုများတယ်ကျန်းစာဥက္ခတချို့အိမ်မှာတယောက်နှစ်အုပ်နှုံးသွားမလုံးနဲ့အမေကျန်းစာဥတော့မှရွှေရောင်းလှုပ်လာပြန်ပြီမဖီးသေးဘူးတချို့အမလေး NIV ကတက်ကင်းချင်းကတက်ဖတ်မဖတ်တော့မသိဘူးဘီရိုထဲမှာအလှပြထားတာသူတို့ဝယ်တဲ့ကျန်းစာကသူတို့အရက်ထက်ပိုရှင်းနေပြီစီထားလိုက်ကဘာမှာမီးရှို့ခဲ့တဲ့လူတွေနော်အများကြီးဒါပေမဲ့ကုံသလားကုံဘူးနှုတ်ကပတ်တော်ဆိုတာစီတာလို့မရဘူးဘာမှပြီးမှအခုတရားဟောဆရာတယောက်တွေ့တယ်ဒါလောက်ပြောရင် तू လည်းဒီခွေကိုကြည့်ရင် तू လည်းသိမှာပါသူ့ကိုပြောတာတော့ခရိယန်ပဲဟိုးတော့ကဌာနတစ်ခုမှာအလုပ်လုပ်တယ်ခရိယန်နော်ခရိယန်ဌာနတစ်ခုမှာအလုပ်လုပ်တော့ဟိုးတချီလိပ်ဘက်ကနေကျန်းစာအုပ်တွေခိုးသွင်းတာခေခိုးသွင်းဝင်လာရောသူအဲ့ဌာနမှာချစ်ကဖွင့်တာလဘလာ
ထုတ်ကျန်းစာဆိုတဲခွင့်မရှိဘူးလေသူခရစ်ယာန်ပဲကလုံးဖြက်စီးခိုင်းတာကုန်ချဖြက်စီးခိုင်းတာကျန်းစာကိုဖြက်စီးနဲ့သူဖိုးသမားဖြစ်သွားသူပြတ်သွားကျန်းစာကိုဖြက်တာနောက်ဆုံးသူဘဝပြတ်သွားတယ်ဘဝပြတ်ပြီးမှတရားဟောဆရာတယောက်အိမ်ရောက်လာတယ်အလုပ်လည်းပြုတ်ပြီလေတရားဟောဆရာတယောက်အိမ်ရောက်လာကျွန်တော်ခုဒီမှာပြောလိုက်ရင်တချို့အဲ့လူသိပါတယ်တရားဟောဆရာတယောက်အိမ်ရောက်ကျွန်တော်နဲ့တွေ့တယ်ကျွန်တော်လည်းအဲ့နားလေးမှာနေတာနေရင်သူ့ဘဝဘာလို့သလားအဲ့တရားဟောဆရာ तू ကျန်းစာပဲတင်တာ तू ကဟိုမှာကျန်းစာကိုဖြတ်ခဲ့တယ်ဖြတ်စည်းခဲ့တယ် तू ကဘဝပြတ်သွားတယ်အလုပ်ပြုတ်သွားတယ်ပြီးတော့အခု तू ကျန်းစာပြန်ဖတ်ရတယ်ကျန်းစာတင်ပေးတယ်အများကြီးဖြတ်ပြီးအခု तू အဲ့ကျန်းစာပဲပြန်ဖတ်ရတယ်ဖတ်ပြီးအခု तू လေတရားဟောဆရာဖြစ်သွားပြီအဲ့ကျန်းစာနဲ့ပဲ तू ပြန်စားနေရတယ်အခုအမှုတော်ဆောင်ဖြစ်သွားပြီဖယားနှုတ်ကပတ်တော်ဆိုခင်ဗျာဖြတ်စည်းလို့မရဘူးမရဘူးအများကြီးဖြတ်စည်းခဲ့ကြတာပဲနှုတ်ကပတ်တော်တရုတ်ပြည်မှာကျန်းစာအုပ်တွေ့ရင်သေတယ်နော်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာတော့ဘယ်အိမ်မှာမှကျန်းစာအုပ်မတွေ့ရဘူးကြီးညာထားတာကျန်းစာအုပ်ရှိရင်ဒီမှာရှေ့မှာလာပို့ခဏနေလာသိမ့်မယ်အိမ်ရှေ့မှာလာပို့ဝင်ရှာလို့တွေ့ရင်အဲ့ဒါသေတယ်အဲ့ဒီခေတ်မှာတရုတ်ပြည်မှာသာသနာပြုတဲ့ဆရာတွေဟာအသက်ပါရင်ပြီးပြုရတာအမေရိကလိုတိမ်စင်းတိမ်တဲ့အလူငွေကောက်ဖို့မစင်စားနဲ့နော်တိုက်ဆိုင်ရင်ခွန်းလို့ဟိုမှာသေသွားမှာအဲ့ဒီအဖြစ်ပြက်ကိုဗီဒီယိုရိုက်ထားတာရှိတယ်အဲ့ဒီခွေနာမည် China Cry လို့ခေါ်ခွေရှိတယ် China Cry ခရစ်တော်ယုံလို့မရဘူးတရားဟောလို့မရဘူးတရားဟောဆရာတယောက်မှတရားဟောပေါ်ချူတောင်ကြားဝင်း underground church ဆိုတာအဲ့တရုတ်ပြည်မှာစခဲ့တာပဲမိအောက်အတင်းတော်အဲ့ဒါနဲ့ခရစ်တော်ယုံတဲ့လူတွေဟိုးတော်ထဲမှာနှစ်ချင်းသွားခံတာတော်ထဲမှာကျွန်တော်အဲ့ဒီခွေကြည့်ရတယ်တော်ထဲသွားပြီးတော့မှဆရာရည်ထဲမှာနှစ်ချင်းခံမဲ့9ယောက်တစ်ယောက်ကသူနဲ့တူတူရည်ထဲမှာ4ယောက်ကအပေါ်မှာအဲ့ချိန်မှာအစိုးရတည်င်းရတာချက်ချင်းအစိုးရရဲတွေရောက်လာရည်ထဲမှာဆရာရောက်နေပြီနှစ်ချင်းပေးမဲ့သူတယောက်ရောက်နေပြီအပေါ်မှာ4ယောက်ရှိတယ်ရဲရောက်လာပြီဘလို့မင်းတို့ကြိုက်တာရွေးရေတွေကပြန်ထွက်မလားနှစ်ချင်းခံပြီးအလုံးအဖမ်းခံမလားကြိုက်တာရွေးဘလို့လုံးမလဲဆရာရေတွေမှာဆုံးဖြတ်ရေတွေကတယောက်ကရေပေါ်ပြန်မတက်ဘူးနှစ်ချင်းခံမှာဖမ်းချက်ဖမ်းမပြီးသေးဘူးအပေါ်က4ယောက်ကနှစ်ချင်းမခံမှကြောက်လို့ရေထဲဆင်းပြေးလာတယ်ငါတို့လည်းခံမယ်တဲ့ခံပြီးမှပဲအဖမ်းခံတော့မယ်ရေထဲဆင်းပြေးလာတယ်ပြက်ရက်တည်တာနော်ပြက်ရက်တည်တာရှိတယ်မှာနှစ်ချင်းကအပေါ်တက်တော့အလုံးဖန်ခါရတယ်ဒီနေ့တရုတ်ပြည်ဟာကဘာမှာယာဂိုင်တော့အများဆုံးပြောင်းလဲနေတယ်ဘာဖြစ်လို့လဲသူတို့စီမှာပေးဆက်ခဲ့တာလဲကြည်အောင်လေမတူဘူးခရစ်တော်နဲ့ပတ်သက်ရင်ဘယ်လိုပေးဆက်ခဲ့တယ်လဲချက်တော်ညီကိုမောင်းတော့မှာဒါကြောင့်အမှုတော်ဆိုတာဖြက်စီးလို့မရဘူးပေတရုကိုဖာရိရှဲတွေကလာပြောတယ်ပေတရုတဲ့ယေရှုနာမနဲ့မဟောနဲ့တဲ့တမန်တော်ဝတ္ထုမှာမဟောနဲ့တဲ့ယေရှုနာမနဲ့ပေတရုကပြောတယ်ဤအမှုသည်ဖယားသခင်ပြုသောအမှုမှန်လျင်တင်တို့သည်မစီးတားနိုင်ကြဖယားသခင်လှုပ်တဲ့အလုပ်မှန်ရင်မင်းတို့စီးတားလို့မရဘူးပေတရုကဟောတယ်ပြောလဲပြောရောခေါ်ပြီးတော့မှပေတရုကိုအလှငွေမပေးဘူးရိုက်နှက်၍လွတ်လိုက်ကြ၏အဲ့ဒါပေတရုမလားဖယားရဲ့နှုတ်ကပတ်တော်ပြက်ပြောလာတဲ့အခါမှာလေထမင်းဖိတ်ကျွေးမယ်မထင်နဲ့ရိုက်နှက်၍လွတ်လိုက်ကြ၏ပေတရုဘယ်လိုထွက်သွားလဲသလားကျေးဇူးတော်ကိုချီးမွမ်းလျက်ဝမ်းမြောက်သောစိတ်နဲ့ထွက်သွား၏ဒါပဲအလှငွေမရလို့စိတ်ကောက်သွားတဲ့ကောင်တွေတပုံကြီးပဲအခုပေတရုကဗာလေအရိုက်ခံတဲ့အခါမှာဝမ်းမြောက်သောစိတ်နဲ့ကျေးဇူးတော်ချီးမွမ်းပြီးထွက်သွားတယ်ချက်တော်ညီကိုမောင်းနှမဖယားသခင်ရဲ့အမှုတော်ဆိုတာဖယားလုပ်တယ်ဆိုရင်လူတားလို့
မရဘူးဒါကြောင့်ကျွန်တော်ဒါပဲစဉ်းစားတယ်ဘုရားသခင်လုံမလားလုံတယ်ဆိုကျွန်တော်မတောင်းကျွန်တော်မလုံနိုင်ဘူးဒါပေမဲ့ဘုရားသခင်လာလုံရင်ကျွန်တော်မတောင်းကျွန်တော်ဖယ်ပေးလိုက်ဒါပဲကျွန်တော်တင်းတော်မှလည်းဒါပဲကျွန်တော်ကြိုက်မကြိုက်ဘုရားသခင်လုံရင်ကျွန်တော်ဖယ်ပေးမယ်ဘာလို့လဲကျွန်တော်မဖယ်ရင်ကျွန်တော်တိုက်သွားမှာဘုရားစောင့်မှာမဟုတ်ဘူးနော်တိုက်သွားမှာခရစ်တော်ရဲ့သာသနာအနှစ်တရာဆိုတဲ့စာအုပ်ကိုရှာဖတ်ပါရှာဖတ်သာသနာအနှစ်တရာကဘာမှာအဲ့ဒီစာအုပ်ကဖယားသခင်ဟာဘယ်အသင်းတော်မှမဆောင်ဘယ်ဂိုင်းမှမဆောင်ဖယားသူ့သာသနာကိုသူ့အတူခေါ်သွားနေတာကဘာကြီးမှာခေါ်သွားနေတာတင်းတော်ပေါ်လာတယ်တုံးတယ်တုံးရင်တုံးနေအဲ့အသင်းတော်ကလေအရန်ကြီးကျယ်လာတယ်နည်းနည်းအောင်မြင်မာနကြီးလာဖျားအလုပ်ကို तू ကန့်လန့်တယ်ဖျားဘာမလို့ तू အတာလေးထားခဲ့တယ်နောက်တစ်ခုထပ်လုပ်တယ်ဖျားနောက်တစ်ခုထပ်လုပ်ကျွန်တော်နာမည်တွေဖျောက်ပြီးပြောနေတယ်နော်ကိုယ့်ကိုနာမည်ကြိုက်တဲ့နာမည်တက်သွားလိုက်အဲ့နာမည်ဖျောက်ထားတယ်ကိုယ့်ကိုတက်ချင်တာတက်အဲ့ဖျားเจ้าဖျားခင်ဘာမှမဖြတ်ဘူးဒီတိုင်းထားခဲ့နောက်တစ်ခုထပ်လုပ်တယ်ဖျားစိတ်မဆိုးနဲ့နော်နေကိုလှုပ်လို့မရဘူးလေနေအယမာနာကြီးတာ哦နောက်တစ်ခုထပ်လုပ်မဆောင်ဖျားအမှလုံရင်လို့အဲ့အောင်မြင်သွားအောင်မြင်တော့သူတို့လည်းအင်အားတောင့်လာမာနကြီးလာကန့်လန့်နဲ့ဖျားမဆောင်မာနကြီးနောက်တစ်ခုထပ်လုပ်တယ်ဖျားထပ်လုပ်အောင်မြင်လာတယ်ဒီနှစ်ခုကိုဘုရားခင်မဖြတ်ဘူးဒီတိုင်းထားတယ်ဒီတစ်ခုလည်းမဖြတ်ဘူးဟိုတစ်ခုလည်းမဖြတ်ဘူးဒီတိုင်းထားတယ်နောက်တစ်ခုထပ်လုပ်အောင်မြင်တယ်မကြီးကျယ်နဲ့နော်ပြန်ထားခဲ့မှာကန့်လန့်မလုံးနဲ့သာသနာကိုဖျားလုပ်တဲ့အမှုမှာကန့်လန့်မလုံးနဲ့ထားခဲ့မယ်နောက်တစ်ခုထပ်လုပ်အဲ့လိုလုပ်ရင်းနဲ့စံတိုးတို့အချိန်ရောက်လာတာအဲ့လိုရောက်လာတာကျွန်တော်တို့အရှိမဘုရားသခင်လုပ်တဲ့သာသနာအများကြီးပဲလေသူတို့ကန့်လန့်လုပ်တော့စံတိုးတို့ခံစားရတာပေါ့အခုစံတိုးတို့ဘုရားသခင်မဆတယ်အခုအောင်မြင်လာရင်မကြည့်ကျင်နဲ့နေ့လဲထားခဲ့မှာနောက်တစ်ခုထပ်လုပ်မှာအဲ့ကြမှာစိတ်မဆိုးနဲ့နော်ဒီနောက်ပေါက်တရားဘာညာသွားမပြောနဲ့ရှေ့ရလူကိုထားခဲ့တယ်မလားသင်္ကန်းစာယူထားနေ့အလှည့်ရောက်လာမယ်နော်ဒါကြောင့်ကျွန်တော်ကြည်နေတယ်ဘုရားသခင်ဘာလုပ်လဲလုပ်တယ်ဆိုရင်ငါပါဝင်မယ်ငါမပါနိုင်ငါအသာလေးပြီးဖက်ထားမယ်လုပ်ကြလုပ်ငါပါဝင်ပေးမယ်ကျွန်တော်ဂီတာတွေဒရမ်တွေအများကြီးပဲတခုမှကျွန်တော်တီးလို့မှမရကျွန်တော်တီးအလုပ်ပြန်သွားမှာဆိုလို့လည်းမရဘူးဒါပေမဲ့ဘုရားသခင်လှုပ်လားလှုပ်တော့ပါဝင်နေလေပါဝင်နေကျွန်တော်အဲ့တော့ဘုရားသခင်ကျွန်တော်မဖယ်ဘူးကျွန်တော်ဘုရားခင်အသုံးပြုတယ်ဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်နှမဝိညာဉ်ရေးရမှာဘုရားသခင်ဘယ်သူမှစောင့်မနေဘူးနော်အမြန်ဆုံးပါဝင်ဆက်ကပ်ကြဖို့ပဲစဉ်းစားပါဟာလေလုယာဒါအင်မတန်အရေးကြီးတယ်ဆိုတော့ဝိညာဉ်ရေးရမှာယာတိဥဒုရှိတယ်ဆိုတော့ဒေသနာကျမ်းအခန်းကြီး3အပိုက်ငယ်1ဒေသနာကျမ်းအခန်းကြီး3အပိုက်ငယ်1ဒေသနာနော်ဝေဒနာမဟုတ်နော်ရင်တုံနာနဲ့ဒေသနာဝေဒနာဖတ်မိခတ်သိမ်းသောအမှုရာတို့သည်မိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောက်၌ကြံစီသမျှအသီးသီးတို့ကိုပြုရသောအချိန်ရှိ၏ကောင်းကင်အောက်မှာဘုရားသခင်ကဘာပဲလုပ်လို့သူ့အချိန်နဲ့သူရှိတယ်ဘုရားမှာအချိန်ရှိတယ်နော်သူ့အချိန်နဲ့သူအလုပ်လုပ်တတ်တယ်ဘုရားကစောပြီးတော့လည်းမလုပ်ဘူးနောက်ကျပြီးတော့လည်းမလုပ်ဘူးဖယားကသူ့အချိန်နဲ့သူအလုပ်လုပ်တာဖြစ်တယ်နောက်တစ်ပိုက်ထပ်ဖတ်မယ်စာလံ84အပိုက်ငယ်19စာလံ84အပိုက်ငယ်19မြေကြီးအကန့်အကွက်ရှိသမျှကို၎င်းຫນွေကာလနှင့်စောင်းကာလကို၎င်းစီရင်တော်မူပြီးဖယားကຫນွေကာလရှိတယ်စောင်းကာလရှိတယ်ဖယားဘာဖြစ်လဲသူဟာနဲ့သူစီစဉ်ထားတယ်မြေကြီးပေါ်မှာရှိတဲ့လူတွေဟာ
ဖယားသခင်စီမံထားတဲ့ဒီယာဒီဥတုကိုမကြုံခြင်းလို့မရဘူးကြော်ခြင်းလို့မရဘူးຫນွေကာလဆိုခင်ဗျာအဲ့ຫນွေကာလကိုခင်ဗျာဖျက်ရမယ်လေစောင်းကာလရောက်ရင်အဲ့စောင်းကာလကိုကျွန်တော်မဖျက်လို့မရောက်ဖျက်ကိုဖျက်ရမှာမဖျက်ခြင်းလို့မရဘူးຫນွေကာလရဲ့အရာသာစောင်းကာလရဲ့အရာသာကြိုက်တဲ့ဟာမကြိုက်တဲ့ဟာအဲ့ဒါအားလုံးကိုကျွန်တော်ဘာလုပ်ရမလဲဖျက်ရမယ်မဖျက်ခြင်းလို့မရဘူးအဲ့တော့သူတို့ဒီ Middle East မှာခရစ်တော်နဲ့ပတ်သက်တဲ့နေရာဣသရေလလူမျိုးတွေနဲ့ပတ်သက်တဲ့နေရာမှာယာဒီဥဒု၄မျိုးရှိယာဒီဥဒု၄မျိုးအဲ့ဒီကားတိုင်းကအဲ့ဒီယာဒီဥဒု၄မျိုးနဲ့ဆက်ဆက်နေတယ်ပထမဆုံးကຫນွေဥဒုတိယຫນွေပြီးရင်စောင်းဥပြီးရင်စောင်းယာဒီဥဒု၄မျိုးရှိຫນွေဥຫນွေစောင်းဥစောင်းအဲ့ဒီယာဒီ၄ခုပိုက်ပြီးရင်တစ်နှစ်လို့ခေါ်တယ်တစ်နှစ်သားနောက်တစ်ခါပြန်၄ခုပြန်ပတ်ပြီးရင်တစ်နှစ်သူတို့နိုင်ငံမှာຫນွေဥဆိုရင်တိရွက်နည်းနည်းပပထွက်တယ်တိရွက်တိခတ်နည်းနည်းပပထွက်တယ်လှတယ်အဲ့ຫນွေဥပြီးသွားပြီဆိုရင်ຫນွေရာသီဆိုရင်ဟိုးလှတိရွက်ဒီအများကြီးဝေစားလှတယ်ပြီးမှစောင်းဦးလဲရောက်တော့ကျွေးပြီးတိရွက်တယ်ကျွေးပြီးစောင်းတွင်လဲရောက်တော့အကိုင်းပဲကြံတော့တယ်ဘာအရွက်မှမရှိဘူးအပင်ကအကိုင်းပဲသေပြီလို့ထင်ရတယ်သေသွားပြီဒီအပင်အဲ့လိုတော့ယူဆရတယ်ဘာအရွက်မှမရှိတော့တစ်ကိုင်းပဲကြံအဲ့ဒီအပင်တပင်ဟာအဲ့ဒီယာဒီ၄ခုပတ်ပြီးရင်အဲ့အပင်ကိုဘာခေါ်လဲတစ်နှစ်သားတချို့အပင်ဟာစောင်းတွင်းရဲ့ဒဏ်ကိုမခံနိုင်လို့သေသွားတာလည်းရှိတယ်သေသွားတာလည်းရှိတခါပြန်ຫນွေဥပြန်လာရင်ပျော်စရာကြီးအရွက်ကလေးတွေနည်းနည်းထွက်ຫນွေကြတော့ပိုလစိမ့်ဆိုးတိတ်လာတာအရွက်တည်းစောင်းဥပြန်ရောက်ရင်ကျွေပြန်ပြီစောင်းတွင်းရောက်ရင်သေဖို့သာပြင်ထားအဲ့အပင်ရဲ့ဘဝဘာအရွက်မှမရှိဘူးလူလို့ပြောရင်ကြွားစရာမရှိခွန်အားရစရာမရှိတိကိုင်း6ပဲရှိအဲ့ဒါတခါပြန်ပတ်သွားရင်ဗာလဲတနေ့ဒီလိုပတ်ရင်နဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာအဲ့ဒီအပင်ကိုခုတ်အဲ့ဒီတစ်ပင်ကိုတစ်ပိုင်းလုပ်ပြီးရေထဲမှာနှစ်ပေါင်းများစွာပစ်ထားနှစ်ပေါင်းများစွာရေထဲမှာပစ်ထားအဲ့ဒီတစ်သားမပွားဘူးလုံးဝမပွားထုတ်ပြီးနေပူထဲမှာပစ်ထားယာဒီဥဒုဒံအမျိုးမျိုးခံခိုင်းပစ်ထားမကောက်သွားဘူး the best အလွန်ကောင်းတယ်ဘယ်တဘာဝဒံပဲလာကောင်းခံနိုင်တယ်ဘာဖြစ်လို့လဲအင်မတန်ဆိုးတဲ့ယာဒီတွေတဲမှာတောင့်တင်းခံရက်သွားတဲ့တစ်ပင်ဟုတ်တယ်ဒါကြောင့်အဲ့ဒီတစ်သားဟာရေထဲချလို့မပွားနေပူထဲထားလို့မကောက်ကြည့်နော်ခံနိုင်ရှိတယ်နှစ်ပေါင်းများစွာအလီလီဖြတ်ထားတယ်ဗာလေတစ်ပင်အဲ့ဒါနဲ့လဝါကတ်တိုင်လောက်တာယေရှုထံနဲ့ကားတိုင်ဟာအဲ့ဒီတစ်သားနဲ့လောက်ထားတာယေရှုဟာကျွန်တော်တို့အားလုံးအတွက်ဗာလေ the best အကောင်းဆုံးယေရှုရဲ့ဘဝဟာအကောင်းဆုံးဖြစ်တယ်ကျွန်တော်တို့အားလုံးအတွက်ဒါပေမဲ့ခေါင်းမှာစောင်းတဲ့စူးရတဲ့ဘူးတစ်ကိုင်းခွေထားတယ်အစူးရှိအဲ့ဒေသမှာပဲပေါက်အဲ့ဒီအစူးဟာစူးပင်တွေအားလုံးထဲမှာ
အဲ့ဒီအဆူဆူးရင်ဘလောက်နာလဲဆိုရင်ဒဏ်ရာပဲပျောက်သွားမယ်အဲ့ဒီနာတဲ့ဒဏ်ကိုလပေါင်းများစွာခံရတယ်ဒဏ်ရာပျောက်ရင်တော့နာတာမပျောက်ဘူးယေရှုရဲ့ဘဝတပတ်ဘလောက်နာကျင်ဘလောက်ဝမ်းနည်းစရာသူခံရတယ်ကားတိုင်းက the best စွတ်ထားတာ the best ဘလောက်ခံရတယ်အကောင်းဆုံးနဲ့အဆိုးဆုံးကိုသူနှစ်ခုစလုံးသူလက်ခံသွားတာနှစ်ခုစလုံးသူလက်ခံသွားတာဒီနေ့လူတွေဟာအကောင်းဆုံးတော့ကြိုက်တယ်အဆိုးဆုံးတော့မဖြတ်တန်းကြဘူးမိတ်ဆွေအဆိုးဆုံးကိုဖြတ်တန်းနေတဲ့အချိန်မှာအကောင်းဆုံးလဲလာမယ်ဆိုတာမျှော်လင့်ပါအကောင်းဆုံးကိုဖြတ်တန်းနေတဲ့အချိန်မှာအဆိုးဆုံးလာရင်လဲခမကြိုးဆိုတတ်ဖို့လိုတယ်ယေရှုရဲ့ကားတိုင်နဲ့ဒီပန်းခွေဒီအပေါ်ဆွေးရတဲ့ဖူအဲ့နှစ်ခုကိုသင်နာလဲပါဒီနေ့ကျွန်တော်တို့လူတွေရဲ့ဘဝလဲအဲ့ဒီယာဒီ၄ခုကိုမဖြတ်လို့မရဘူးဖြတ်ကိုဖြတ်ရမယ်အဲ့ဒီယာဒီဥဒု၄ခုကိုဖြတ်ရမယ်အဲ့ဒီယာဒီ၄ခုနဲ့ပတ်သက်ပြီးတော့ယေဇကျေလအခန်းကြီး1အပိုက်ငယ်30ယေဇကျေလအခန်းကြီး1အပိုက်ငယ်30မျက်နာအစင်းတရံမူကားတတ္တဝါ၄ပါးတို့သည်လက်ရဘတ်၌လူမျက်နာချင်းသိမျက်နာလက်ဝဲဘတ်၌နွားမျက်နာရွှေလင်းတမျက်နာနှင့်၎င်းပြည့်စုံ၏တတ္တဝါ၄ပါးမျက်နာ၄မျိုးလူမျက်နာချင်းသိမျက်နာအဲ့ဒါဘာကိုပြောနေတာလဲကြွလာမဲ့ယေရှုခရစ်ဟာပုံသဏ္ဍာန်၄မျိုးပါတယ်ယေရှုနဲ့ပတ်သက်ရင်ပုံသဏ္ဍာန်၄မျိုးကျူပြောထားတာဒီနံပါတ်၄ကနယေရှုဟာလူမျက်နှာအဓိပ္ပာယ်ကပါလေလူသားအနေနဲ့လာပါဒါကြောင့်ရှင်လုကာရောက်လာတဲ့အခါကျတော့ယေရှုကိုယ်တိုင်မေးတယ်တပည့်တွေကိုလိုက်ဆိုရအောင်လူသားဖြစ်တော်ငါကိုသင်တို့သည်အဘယ်သို့မြင်သနည်းရှင်လုကာ9အပိုက်ငယ်20မှာ19-20မှာပါတယ်ကြည့်နော်ယေရှုကိုယ်တိုင်ပြောတယ်ငါ့ကိုမင်းတို့ဘလို့မြင်တယ်လဲငါသည်အဘယ်သူဖြစ်သည်ဟုဆိုသည်နည်းဟုမေးမြန်းတော်မူလင်အဲ့ဒီမှာပြောတယ်ပေတရုကကိုတော်သည်ဖယားသခင်ဤခရစ်တော်ဖြစ်တော်မူသည်ဟုရှောက်လေ၏ကိုတော်ဟာဘာတူလဲခရစ်တော်ပဲဖယားသခင်ဤခရစ်တော်ပဲကြည့်ယေရှုကိုယ်တိုင်သူ့ကိုယ်သူအမြဲတမ်းမေးတယ်လုကာ19ရောက်တဲ့အခါမှာဇက်ကဲနဲ့တွေ့ဇက်ကဲကဘယ်မှာရှိလဲတစ်ပင်ပေါ်မှာတော်သေးတယ်အိမ်အောက်မှာလို့မပြောလို့ယေရှုကပြောတယ်လူသားသည်ပျောက်တော်သူကိုရှာ၍ကဲတင်အံ့သောငါကြွလာသည်ယေရှုကိုယ်တိုင်သူ့ကိုယ်သူဘာပြောလဲလူသားသည်အင်္ဂလိပ်ကျမ်းစာမှာSon of Man အများကြီးပါတယ် Son of Man ယေရှုကအဓိပ္ပာယ်ကယေရှုနဲ့ပတ်သက်ရင်နားလည်ရမယ်ယေရှုလောကကြွလာတဲ့ခါမှာပုံသဏ္ဍာန်ဘယ်နှမျိုးလဲ၄မျိုးယေဇကျေလ1မှာပြောနေတယ်မြေကြီးပေါ်ကြွလာမဲ့ယေရှုအကြောင်းကိုသူရေးထားတာတတ္တဝါ၄ပါးလူမျက်နာချင်းသိမျက်နာလူမျက်နာဆိုတာကလူအနေနဲ့လာမယ်တဲ့ချင်းသိမျက်နာဆိုတာဘယင်အနေနဲ့လာမယ်တဲ့ချင်းသိမျက်နာဆိုတဲ့အဓိပ္ပာယ်ချင်းသိလာမယ်ပြောတာမဟုတ်ဘူးနော်ဘယင်အနေနဲ့လာမယ်လို့ပြောတာ
Noa miena, Noa miena, so la vale. A second yaulo, la mere. Noa so a second biora. Shimpolu according to my biore. Sabani nere noa no go. A chodia. Papilu I stay a holiday. According to a thing of my dilo biore. Polu nea simple. Nea ne decays up, she nine. I don't allume by the unit. Channel will be like. I don't know Polu up your billy. Tom Wede Luha, Tom Widow, Jaquin City, Tonoro, Taukin City. Pima, Sabanin nere noya no go, Machodia, Sabanin nere noas of Dubiale. Amuro song biora. Amuro song, wow, Juelu Pionira. Thank you, Nemapian Kaine. Things are shattered of me. Papa go more. I think they are the Tanawa. Thank you, Bayard, Bay Toto. I don't follow up your need. Sabani nere, Noya no go, Chodia, Amuro Sony, Concon tree. Shimpolo according to my pure. Then I chin down your door. Sit down now. Muro Sony Yaula, eh? Jesutine, to my pure devil. Atu, I aim. Sit down kind like that. Things here let Bamalu let a calm as soon down boo. I need Yamatu sit down kind like that to Camille. A mother sound in it, to Yalo. Jesuit in it, Yoama, beautiful. Pia the key. Noari Popilo Jesuit in it. Arule said Niamla. Call you baby Yamla. Mother sound Noari. Now my Peter. Say so much to jump by Piat, the Mare Sabanin, Noya no go Machodia. And our mother's own call. A day where a seeker. Noamianane, Lame Kedishin Yeshua. A day where Bale a seeker nene Lame. Shuelinda Miena Shuelio Shuelio Golden Eagle Shuelio Lulama Yeshua. A day where Payata Ninela. Tajo Yeshu Kologinet the chamber pep young Lumiano. Chadoni go monoma. Yauja Yurekama to your Laza, let Talumiabu. Mada, a low pioin le Yajabi. Newing a gown Ayudara, a low piobi, where met Miabu. Taisa in Quillo. A con la cayada. You know Wawa Lala. The car. Mamba Masalai to Amepo. The loud chora. And the tones a loud jar. See by Lopi. Charao diale. Let on the other Charao G. Toughness, Iromia, go Pupia Crogo. You don't papa, could have compiled you. Yellow, I'm a point when I compay. Yako out ya. Toby, now you are the young mobo. Now they out chamber. Mayahu. Are you a time like her? Yo, you the good Jibiro, you lo meow. Chadoni go monoma. Yo, you let it. To your Jama Jun let it. Machama in lebe. Let it. Yo, Piato in lebe. Let it. Chandaro let it. Moedorole. Go out Jave, go my mabe. The good head Julomiabu no. The good head Julomiabu. Yeshu Crayania. Peppy young jade. The good pet. Hey! Bayim Yoqua Pagansira Hobagalu Tawembe Narua Crito Lakana Bayin in a Lakana Lam Lone Marua Bayeme Jalama Paji Bayemio Taguate Pelo Miabu Noa Mule Hote no Say Cambole Hote Chin
ချင်းသေးမျက်နာတစ်ခုတည်းနဲ့မြင်လို့မရဘူးယေရှုကိုချင်းသေးမျက်နာဆိုတဲ့ဘယင်လဲဟုတ်တယ်လို့နွားဆိုတဲ့အစီခံလဲဟုတ်ပါတယ်ရွှေလင်းယုံတစ်ခုတည်းလက်ခံလို့မရဘူးရွှေလင်းယုံဆိုတဲ့ဖယားသားဟုတ်တယ်လို့လူမျက်နာဆိုတဲ့လူသားလဲဟုတ်ပါတယ်တစ်ခုတည်းဖဲ့လို့မရဘူးတနာပါတယ်မြန်မာပြည်တောကျတောင်ကြားအမှုတော်ဆောင်တယ်တတ်လုံးနွားလို့ပဲလက်ခံထားတာယေရှုဆိုနွားပဲအဲ့တော့အမှုတော်ဆောင်ကဘာလဲစေခံ तू ကလေနှစ်ပေါင်းများစွာအမှုတော်ဆောင်တယ် तू အစေခံပဲတခါမှဘယင်ဆိုတာ तू ဘဝမှာမမှတ်ထားဘူးရွှေလင်းယုံဆိုတော့အမှန်ကန်လစ်ဖို့ဒါလည်းမတွေးထားဘူးတသားလုံး तू စေခံဖို့ပဲစိတ်ကူးတယ် तू တမျက်နာပဲလက်ခံတဲ့အဖွဲငါတို့အမှုတော်ဆောင်နေမှုတော်ဆောင်ဆိုစိတ်ခံရမယ်အဲ့ဒါသူများအင်ကြီးရှော့ပြီးမိဖို့တိုက်ပြီးဝတ်စာသွားကျွေးပြီးထင်းမရှင်ခွေပြီးတလုံးသူရုပ်မပေါက်ဘူးအားလုံးကအမှုတော်ဆောင်ဆိုတော့ခေါ်ခိုင်းဖို့ဖယားသခင်ရွေးချယ်ပြီးငါတို့အိမ်ကိုပို့ထားတာအဲ့လိုပဲမှတ်တယ်ဒါကြောင့်သူတို့ကလေးတွေမကြီးလိုက်ရင်ဘာလုပ်မလဲဘာလုပ်မလဲမေးတာလုပ်မှအရင်မပြောမလုပ်မှအရင်ပြောတယ်အမှုတော်ဆောင်မလုပ်ဘူးယေရှုကိုတမျက်နာပဲဘာလို့ထားလဲဖဲ့ပြီးတော့လက်ခံထားတာလေးမျက်နာရှိတယ်ယာသည်လေးမျိုးမျက်နာလေးမျက်နာခရစ်ဝင်ကျမ်းလေးကျမ်းရှင်မသက်ခရစ်ဝင်ကြည်ပါရှင်မသက်ခရစ်ဝင်ရဲ့အဓိပ္ပာယ်ကဘာလဲယေရှုဟာဘယင်အနေနဲ့လာတာမာကုပညာရှိတွေပြောတယ်မသက်နဲ့မှယူဒဘယင်မွေးပြီးဘာအနေနဲ့လာတာလဲဘယင်အနေနဲ့လာတာရှင်မသက်ခရစ်ဝင်ကယေရှုဟာဘယင်အနေနဲ့လာတယ်ဆိုတာကိုဖော်ပြနေတာရှင်မာကုဟာလူသားသည်သူတစ်ပါးကိုစေစားခြင်းကမလားမိမိအသက်ကိုဆွံ့၍လူများကိုရွေးခြင်းကကြွလာသည်အစေခံတယောက်အနေနဲ့လာတာကိုရှင်မာကုကဖော်ပြတယ်ရှင်လူကာကလူသားသည်ပျောက်သောသူကိုရှာ၍ကယ်တင်သောငါလာတယ်လူတယောက်အနေနဲ့လာတယ်ဆိုတာကိုဖော်ပြနေတယ်ရှင်ယောဟန်ခရစ်ဝင်ကဖယားသားအနေနဲ့လာတယ်ဆိုတာကိုဖော်ပြတာခရစ်ဝင်ကျမ်း၄ကျမ်းဟာတကဏ္ဍတစ်ခုစီ၄ပုံသဏ္ဍာန်၄မျိုးဆိုတာဘာလို့နေရလဲဖော်ပြနေတာတစ်မျိုးတည်းပဲကျွန်တော်ဖဲ့ပြီးယုံလို့မရဘူးဒါကိုနားလဲစေခြင်းနဲ့ချက်တော်ကြီးကိုမောင်းတော့ဒါကြောင့်ဒါကိုသိပါပြီးတော့မှတဲတော်ထဲမှာထွမ်းမြောက်ရာ26အပိုက်ငယ်36ထွမ်းမြောက်ရာ26အပိုက်ငယ်36တဲတော်တကားဝ၌ကာယံပြာသောအထည်မောင်းသောအထည်နီသောအထည်ပိတ်ချောနှင့်ပြီး၍ခြေလေသောကလကတစ်ထည်လောက်ရမည်ဥနာဒီဗြိဉ္ဉ်တက်တာမြင်တော့တတိယအဲ့တဲတော်ရှိတဲတော်ရဲ့အတွင်းဆုံးအခန်းမှာဒီဗြိဉ္ဉ်တက်တာထားရတယ်ဖယားကကောင်းကင်ကနေသူဆင်းလာရင်အဲ့အတွင်းဆုံးအခန်းအဲ့ဒီဗြိဉ္ဉ်တက်တာရှိတဲ့အခန်းထဲကိုဆင်းသွားတယ်မိုးတိမ်ကြီးအဲ့မိုးတိမ်ရဆင်းလာတာမဲမဲကြီးတခါတည်းဝင်လာတာအဲ့အခန်းကိုပြည့်သွားဒါဆိုအတိတ်ပဲဖယားသခင်ကြွလာပြီအဲ့ဒီတဲတော်တွေကိုဝင်ရင်ဒီမှာကလကာရှိတယ်စဝင်တာနဲ့ကလကာကအယောင်၄မျိုးရှိတယ်လှတဲ့အယောင်တိုင်းသွားတဲ့လို့မရဘူးသူ့အယောင်နဲ့သူ့အတိတ်ပဲရှိတယ်သူ့အယောင်နဲ့သူအဲ့အယောင်ကနေရာမှားလို့မရဘူးဒါကြောင့်အခုခင်ဗျားတို့နိုင်ငံမှာအဲ့ဒီအယောင်နဲ့ပတ်သက်ရင်တက္ကသိုလ်ရှိတယ်မဟုတ်ဘူးလားမိသက်ကားကိုလေအဝါဖြော့ဖြော့တုတ်တာတွေ့ဘူးလားအမဲရောင်တုတ်တာတွေ့ဘူးလားမိသက်ကားဘာအယောင်လဲနေရဲနေတာမျက်မမြင်အောင်တွေ့နိုင်တယ်သူဥစားအတိတ်ဗျာအရေးကြီးတယ်မြန်ဖယ်ခွင်းတိုက်ပလိုက်မယ်နော်အရေးကြီးနေတယ်လို့ပြောနေတာနီရဲအတိတ်ဗျာတော်ယုံတောင်အိမ်ငိုက်တဲ့လူတော့အဲ့အယောင်တွေ့အကလုံးမျက်လုံးကျဲသွားတယ်အရေးပေါ်ကားမီးကဘယ်လိုလာလဲအနေရောင်အဲ့ဒါတမင်တကာရွေးချယ်ထားတာဒါအရေးကြီးတယ်မြန်ဖယ်မ
မဖိန်တိုက်ပလိုက်မယ်နော်အခုအရေးတကြီးသွားနေတယ်အဲ့ဒါကိုပြောတာအိတ်ခမ်းထဲမှာဘယ်သူအနေအောင်တုတ်ဘူးလဲဟမ်အိတ်ချင်တဲ့လူတော့မတာတော့အဲ့ထက်ရောက်နိုးသွားမယ်အနေအောင်တွေ့ဘာဖြစ်လို့လဲအိတ်ခမ်းဖြစ်တဲ့အတွက်ကြောင့်မျက်လုံးကျယ်တဲ့အယောင်မတော့ရဘူးသူ့ဟာနဲ့သူခွဲထားတယ်မဟုတ်ဘူးလားစားတောက်ဆိုင်မှာဝင်သွားတာနဲ့ဗိုက်စာခြင်းနဲ့စိတ်ပေါက်သွားတဲ့အယောင်နော်အိတ်ခမ်းဆိုရင်ဝင်သွားတာနဲ့အိတ်ချင်တဲ့အယောင်သူ့အယောင်နဲ့သူရှိတယ်အယောင်ကလည်းစကားပြောတတ်တယ်စကားပြောတတ်တယ်စဉ်းစားကြည့်တရေ6တဲ့အိမ်ကြီးတဲ့တယောက်ဝင်$5ဝင်သွားကြည့်လေဖြူဖွေးနေတဲ့အယောင်မတွေ့ရဘူးမှောင်ပဲဘုံဆိုလေလားအယောင်ကစကားပြောတတ်တယ်ထိုနည်းသူအနံ့ကလည်းစကားပြောတတ်တယ်သူအနံ့နဲ့သူအနံ့မှာအဓိပ္ပာယ်ရှိတယ်မင်္ဂလာဆောင်ဖိတ်စာဖွင့်လိုက်တာနဲ့မွေးသွားအတုပဖိတ်စာတွေ့ဘူးလားအဲ့ဒါမျိုးဟမ်မကျေနပ်တဲ့လူတေလို့ကတော့ဟလားအတုပဖိတ်စာရိုက်ပေးဆိုရင်တော့အတော်ပဲရိုက်ပေးမှာပေါ့တခါတည်းရေမွေးနဲ့တီးလုံးမှာပါအောင်မယ်ပြောချင်တာအနံ့ကလည်းသူ့ဟာနဲ့သူရှိတယ်အနံ့ကအယောင်ကလည်းသူ့အဓိပ္ပာယ်နဲ့သူရှိတယ်ဣသရေလလူမျိုးတွေကပထမဆုံးအဲ့ဒီအယောင်တွေကိုသူတို့စရွေးချယ်တာကဘာမှာအမျိုးသမီးတယောက်အိမ်အောင်ကြရင်ဝတ်တဲ့အယောင်တစ်မျိုးမုတ်ဆိုးမဖြစ်သွားရင်သူဝတ်တဲ့အယောင်ပြောင်းသွားပြီဟာငါမုတ်ဆိုးမဆိုပြီးတော့မှစာရနှစ်ဖူးမှကပ်ပြီးရှောက်เสียမလို့သူ့ရဲ့အင်ကြီးကိုကြီးလိုက်တာနဲ့ချက်ချင်းသိတယ်ဒါမုတ်ဆိုးမအတိတ်ပြချက်ချင်းသိတယ်သူဝတ်ထားတဲ့အယောင်ကမုတ်ဆိုးမဆိုတာကိုဖော်ပြတယ်တထဲပတ်စံတွေတခါတည်းကင်ပြီးအဲ့လိုသွားเสียမလို့ဘူးသူ့ရဲ့အင်ကြီးကိုကြီးလိုက်တထဲဆိုတာဖော်ပြတယ်လူတိုင်းအဲ့အင်ကြီးဝတ်ခွင့်မရှိသူ့ရဲ့အင်ကြီးမှာအယောင်ရှိတယ်အဲ့ဒီအယောင်ကသူ့ရဲ့အနေထားကိုဖော်ပြတယ်ဆိုတော့ကလကအယောင်ဘယ်နှခုလဲ4ခု4ယောင်အပြာမောင်းသောအထည်ဆိုတာခရမ်းနီအယောင်ပိတ်ချောအဲ့ဒါကဘာကိုပြောနေတာလဲယေရှုကြွလာမဲ့ကယ်တင်ရှင်ဟာပုံသဏ္ဍာန်4မျိုးရှိတယ်သူ့ရဲ့အသက်တာ4မျိုးနဲ့လာမှာဖြစ်တယ်ပြာသောအထည်ဆိုတာဖယားသားအနေနဲ့လာမယ်ဆိုတာကိုပြတာပြာသောအထည်မောင်းသောအထည်ဆိုတာဘယင်အနေနဲ့လာမယ်ဆိုတာကိုပြတယ်နီသောအထည်ဆိုတာကယ်တင်ရှင်အနေနဲ့လာမယ်ဆိုတာကိုပြတယ်ပိတ်ချောဆိုတာလူသားအနေနဲ့လာမယ်ဆိုတာကိုသူပြောနေတာဖြစ်တယ်ချက်တော်ကြီးကိုမောင်းတော့မှာဒါကြောင့်ကျမ်းစာထဲမှာယာတိ4ခုကလကအယောင်4မျိုးခရစ်ဝင်ကျမ်း4ကျမ်းမျက်နှာ4မျက်နှာအဲ့ဒါအားလုံးဟာအဓိပ္ပာယ်တူတယ်အဓိပ္ပာယ်တူတယ်အကြောင်းမဲ့မဟုတ်ဘူးဒီနေ့ကျွန်တော်တို့ကိုလည်းဖျားခင်ကအဲ့ဒီယာတိဥဒု4ခုကိုကျွန်တော်တို့အားလုံးဖျက်ရမယ်ကျွန်တော်တို့လည်းဖျက်ရမယ်မဖျက်လို့မရဘူးအဲ့တော့ကြည်တစ်ပင်လေးတစ်ပင်ຫນွေဦးရောက်ပြီဆိုတရွက်ကလေးတွေထွက်လာပြီຫນွေရောက်ပြီဆိုရင်ဟောဝေစာအရန်ခွန်ရအရန်သဘောကျကျွန်တော်ခရစ်တော်ကိုယုံတော့ခရစ်တော်ကိုယုံတော့လေဟာအရွက်နှုတ်လေးတွေထွက်လာသလိုပဲကျွန်တော်ဘဝလေးအရန်အဆင်ပြေတာတောင်းကြည့်ပါတယောက်ကလည်းပတ်စံလာပြီးတော့အိတ်ထဲမှာထည့်တော့ငါတရားဟောဆရာမမဟုတ်တာမဟုတ်ဘူးတမင်တကာပေးတာတရားဟောဆရာ20ရတယ်တရားဟောဆရာ20ရတယ်အောက်ထပ်မှာအကြည်တို့အိမ်အောက်ထပ်မှာတရားဟောဆရာတယောက်နေတယ် तू က20ရတယ်20ကျွန်တော်အပေါ်မှာတရားဟောဆရာမဟုတ်ယုံကြည်သူဖြစ်ခါစား180ရကျွန်တော်နဲ့တူတူအိတ်တဲ့တငယ်ချင်းတယောက်ရှိတယ်ကိုရော်ထုံးဆိုတော့ဆိုင်ကယ်ဝက်ရှော့မှာအလုပ်လုပ်တာ200ရတယ်တလောက်200ရတဲ့အတွက်ကြောင့်10ဘုတ်တဘုတ်20ကိုအောက်ထပ်ကိုပေးတယ်တရားဟောဆရာကျန်တဲ့180အလုံးကျွန်တော်ပေးတယ်
ဘာဖြစ်လို့လဲခွန်အားရလို့တဲ့သူပဲကျွန်တော်တက်တည်ခံတယ်ဟိုတုန်းကကျွန်တော်ဗုဒ္ဓဘာသာတုန်းကအကြည့်မောင်ရှိတဲ့ကိုဆောင်တက်တည်ခံတယ်ကိုရောထုံတက်တည်ခံတယ်ဟိုတယောက်တက်တည်ခံကျွန်တော်ဘာမှပြောတတ်ပြောင်းလဲလာတော့သူတို့ကဒီတိုင်းကိုကျွန်တော်ဝမ်းတာလို့ကလားတယောက်ယေရှုယုံသွားတယ်ဆိုဝမ်းတာလို့သူလည်းမတွေ့ဘူးနေမှာပေါ့နော်ဒီလိုမဲတူတူနဲ့ခရစ်တော်ယုံသူမမြင်ဘူးနေမဟုတ်အော်ဝမ်းတာကျော်ဘာလည်းမပြောတော့ကျွန်တော်ဘဝရဲ့ຫນွေဦးလေစင်ကိုပြေးတရားဟောတဲ့လူတော်မှာအပေါ်မောကြည့်ရတယ်180ငါကြတော့20မနဲ့ဆိုလက်ဖေးအတိုက်မဲ့လူရောက်လာလက်ဖေးတိုက်မဲ့လက်ဖေးတော့တောင်းမယ်လာခေါ်သွားလက်ဖေးတော့ပြန်လာခဏနေနောက်တယောက်ရောက်လာကိုစံတို့လက်ဖေးတောက်ပြီးတာတောက်ပြီးပြီငါမတော့သေးဘူးလေပြန်လိုက်ခဲ့ခါပြန်တော့လက်ဖေးတိုက်မဲ့လူကတော်ကြတယ်2နှစ်3နှစ်ຫນွေဦးကလည်းအစင်ကိုပြေးသူများမေးတယ်စံတိုးတဲ့နေပြောင်းလဲတာဘယ်နှစ်ရှိပြီလဲ3နှစ်ဖယားကြည့်တော့ຫນွေဦး100ပြီးပဲရှိသေးတယ်တစ်နှစ်တောင်မရှိသေးဘူးစံတိုးကဖယားပြက်ကလေးနဲ့ကြည့်လိုက်ရင်ရာသီ4ခုမှာဘယ်နှခုပဲဖြတ်သေးလဲတစ်ခုပဲဖြတ်သေးတယ်ຫນွေဦးသူများမေးတယ်ဘယ်နှစ်ရှိပြီလဲ3နှစ်ခရစ်တက်ကလေးပြက်ကလေးနဲ့ဖြေတာစံတိုးက3နှစ်ပြီးလေပြီးအယုံကြီးလိသွားမယ်ဆိုခေါ်သွားရောလိုက်သွားတာဟိုလဲရောက်တက်တိခံဆိုတက်တိမခံတော့လူများရင်အကလုံးလူတွေကိုကြည့်နှစ်ထပ်ဖြစ်သွားစင်ပေါ်တက်တာနဲ့အကုန်လူတွေကနှစ်ထပ်ငါမျက်လုံးနှလုံးပဲဟိုကမျက်လုံးကအများကြီးလေဟာဒုက္ခရတယ်တဲ့ပြောချင်တာပြောတဲ့ဟာဘာဒီပြောရမှန်းတော့ကိုယ့်ကိုယ်တော့မသိတော့ကုံရှုပ်ရှက်ခိုက်ရှေ့ကနောက်ရောက်နောက်ကရှေ့ရောက်ယေရှုကားတိုင်းမှာသေတာအရင်မွေးတာနောက်မှပြောမိတယ်မသိရင်ပဲသေပြီးမှပြန်မွေးသလိုလို့ပါလို့ရတယ်အရင်မကြည့်ဘူးပြီးလာနှုတ်ဆက်တော့အများကြီးပဲတယောက်ပြီးတယောက်ခွန်အားရတယ်တဲ့သေပြီးမှပြန်မွေးတာလေခွန်အားရတယ်ရတယ်တဲ့ကိုယ့်အကူအထဲထဲမှာပြန်တန်းစီလိုက်တယ်ရှင်းတော့ထမင်းစားဖိတ်တာအိမ်ထပ်သွားပါတယ်ဆိုဟိုကလည်းနေလေစားဒီမှာလည်းနေလေစားလွယ်လင်ကိုရောက်တာနေလေစားနှစ်အိမ်ထပ်ဘလို့လုံးတင်းဦးစရာပြောတယ်ကျွန်တော်ပြောတယ်တအိမ်ပဲလက်ခံမဟုတ်ဘူးတဲ့ဟိုကလည်းအရန်စွာတာဒီကလည်းအရန်စွာတာနှစ်အိမ်စလုံးစွာတယ်တဲ့ငါဘယ်အိမ်ကိုဖြုတ်ရမလဲတဲ့အဲ့ဒါဖြုတ်လိုက်တဲ့အရင်ငါလာစွာမှာတဲ့ဘိုက်တစ်လုံးနဲ့လေဘလို့နှစ်အိမ်စားမလဲနှစ်အိမ်ကိုနည်းနည်းစားတဲ့ငါခွာပြီးချိန်ပေးမယ်တဲ့အချိန်တအိမ်ကို10နာရီနောက်တအိမ်ကို12နာရီခွဲတဲ့အဲ့ဒါဆိုတော်တော်ခြောင်လောက်ပြီတဲ့နေ့လေစားနှစ်အိမ်စားတဲ့အစွာချင်းတွေ့တော့သင်းအောင်စရာတနာပါတယ်ဒါကြောင့်နောက်ဆိုသင်းအောင်စရာတွေကကရာတေးသင်ထားလွယ်ဘူးသင်းအောင်စရာတနာဖို့ကောင်းတယ်ဖျားစကားနားထောင်ရတာတစ်မျိုးအဲ့ဒီခတ်စွာအသင်သားစကားနားထောင်တာတစ်မျိုးသင်ထောက်တွေလည်းမလုံနဲ့နော်သူတို့သာတက်မဟောတတ်တာအောက်ကနေသူတို့တိတ်ပဲရမှုနဲ့တိတ်ထိန်တတ်တာရွာတူရွာမှာသင်းအောင်စရာထွက်သွားတာပြောပြအောင်မယ်တိုက်ဆိုင်ရင်ခွန့်လို့ကျွန်တော်ရောက်တယ်အဲ့ဒီရွာတင်းဦးဆရာကျွန်တော်ပဲဆရာတင်တန်းရှိလို့အားနာလို့စောင့်နေတာတဲ့ကျွန်တော်ထွက်တော့မှာတဲ့ဆရာတင်တန်းပြီးကျွန်တော်လည်းထွက်တော့မယ်တဲ့တင်းဦးဆရာမလုပ်တော့ဘူးဟဲ့ဘာဖြစ်လို့ဟာမလွယ်ဘူးတဲ့ဒီမှာတင်းထောက်တယ်ရတယ်ပြောပါဦးလူတယောက်ဗတ္တိဇံပေးတာတဲ့သူကဗတ္တိဇံပေးမင်းယေရှုယုံလားယုံတဲ့အတွက်သူ့ကိုငါခမဲတော့တာတော့တန်ရှောင်းရဲ့နာမနဲ့ဗတ္တိဇံပေးပါဤပြောတာနောက်နေ့ကျတင်းထောက်ရောက်လာတယ်တဲ့တင်းထောက်ကပြောတယ်ဆရာဗတ္တိဇံပေးတာကောင်းပါတယ်တဲ့ဒါပေမဲ့မပြည့်စုံဘူးတဲ့ဒီလိုပြောတဲ့နဲ့ယုံတဲ့အတွက်ကြောင့်သူ့ကို
လူရှိဖျားရှိမှာဝန်ခံပြီးဖြစ်တော့ကြောက်လူရှိဖျားရှိအဲ့ဒါထဲတဲ့အေးဟုတ်ပြီနောက်တစ်ခေါက်ကျတော့ဗတ္တိဇံပြီးတော့လူရှိဖျားရှိထဲလိုက်တယ်တဲ့သူထဲလက်ထဲပြီးတော့အဆင်ပြေပြီးထင်တာနောက်တင်ထောက်ပြန်ရောက်ရောတဲ့ညာကြတော့ဆရာပေးတာကောင်းပါတယ်တဲ့ဒါပေမဲ့သိမပြည့်စုံဘူးတဲ့ဘာလို့လဲလူရှိဖျားရှိကောင်းကင်တမန်ရှိကောင်းပြီနောက်တစ်ခေါက်ကျလူရှိဖျားရှိကောင်းကင်တမန်ရှိထဲရှားဝမ်းတာတယ်ဝိုင်းပြင်ပေးလို့သင်းအောင်ဆရာလည်းတဖြည်းဖြည်းအည်သွေးတောက်လာတယ်သင်ထောက်တွေပြင်ပေးလို့နောက်အဲ့လိုပဲပေးလဲပေးရောညကြတော့နောက်တစ်ယောက်ရောက်လာတော့သင်ထောက်ဆရာတဖြည်းဖြည်းကောင်းလာပြီနော်တဲ့ဒါပေမဲ့တစ်ခုကြံခဲ့တယ်ဘာလဲလူရှိဖျားရှိကောင်းကင်တမန်ရှိကုန်ပြီလေကြံသေးတယ်စာတန်ရှိအဲ့ခရီးကသူစိတ်တကြသွားတယ်တင်ထောက်တယ်နေတို့ပဲပေးတယ်နောက်တစ်ခေါက်နော်ငါ့ဘာပေးကြတယ်နေတို့အယွာတင်အောင်ဆရာလေးဆရာစံတူးတဲ့ခမည်းတင်တန်းရှိလို့ကျွန်တော်စောင့်နေတာတဲ့ဒီမှာတင်အောင်လုပ်နေတာအခုခမည်းပြီးရင်ကျွန်တော်လည်းထွက်ပြီးတဲ့တနာပါတယ်ဆိုတော့နားလဲစီခြင်းတယ်ဟိုကလည်းလေအတင်းသားကိုကြောက်တာဗောထမင်းနှစ်အိမ်ကျွေးတော့ဖြုတ်လို့လည်းမရဘူးလေအကုန်စွာတာကြီးပဲဆိုတော့အဲ့ဒါနဲ့အဲ့လိုခွာစားတာအဲ့ဒါရွာတရွာမှာဆိုရင်ဘာမဟုတ်တတ်ဘူးကျွန်တော်တက်တည်ပဲခံတာအဲ့ဒီရွာလေးခွာရဘိုက်ကြီးတဲ့တယောက်တင်တန်းလာတက်ခွာရတယ်သူရပြီပြန်သွားပြီးတော့နှစ်ပေါင်းတော်ကြာမှနောက်ထပ်6နှစ်9နှစ်ကြာမှကျွန်တော်အဲ့ဒီရွာရောက်တော့ခလေးတယောက်ကအနောက်ကသူတို့ခလေးချင်းကစားရင်းနဲ့អော်တာဟဲ့စန်တိုးတဲ့ငါပိတ်ကံပလိုက်မယ်တဲ့ဟဲ့ချီဘယ်နဲ့ငါနာမည်လာអော်နေလဲဟောနောက်မှကျွန်တော်អော်တာမို့သူတို့အချင်းချင်းអော်တာဩစန်တိုးလေးရှိတာပဲဒီရွာမှာငါနာမည်ရှားတယ်နော်ဘယ်လိုဒီရွာရောက်လဲဒီခလေးတို့တယောက်ကစံတိုးနေမှာပေါ့ညကျန်းစာသိတော့အဲ့ဒီអော်တဲ့ခလေးတွေအရှိကိုရောက်လာတယ်ရှေ့မှာအလုံးထိုင်ပြီးနားထောင်အလုံးအိတ်မှာပါအလုံးကခဏနေဟုတ်လားရှေ့ဆုံးမှာအကုန်ပို့အလုံးထိုင်ပြီးတော့ခဏနေအိတ်တော့မယ်အဲ့နဲ့ကျွန်တော်ဒီထဲမှာစံတိုးပိတ်ကံပလိုက်မယ်လို့អော်တဲ့ကောင်ပါထဒီထဲမှာမင်းတငယ်ချင်းစံတိုးပမာလေပြဟိုကောင်နဲ့ဟောထနေအဖေမေဘယ်သူလဲရှိလားရှိတယ်တဲ့ထဖေမေထဘာဖြစ်လို့သူ့ကိုစံတိုးလို့နာမည်ပေးကျွန်တော်မေးတယ်ဘာလို့ပေးလဲငါနာမည်ဒီလောက်ရှားတယ်နေပေးလို့ငါအကန်ခမ်းဖို့နည်းနည်းပဲဒီလိုတဲ့ပြီးခဲ့တဲ့6နှစ်9နှစ်10နှစ်ကဆရာကျမတို့ရွာလာတော့ကျမဘိုက်ကြီးနေတဲ့ဆရာတရားဟောတာကြီးပြီးနားထောင်ပြီးရီးတာရင်းနဲ့ဒီတစ်ခေါက်ကလေးမွေးရင်တော့စံတိုးလို့ပဲပေးလိုက်မယ်တော်သေးတယ်လို့နေဘိုက်ကြီးပြီးမှငါရောက်လို့မို့အဲ့ဒါပြဿနာပဲခုတိရှိတယ်အဲ့ဒီရွာအဲ့တော့ဘလောက်ခွန်အားရလဲဆိုရင်လေမွေးကလေးကနာမည်ပါရွေးပြီးပြီလူတွေဟာလေဟာသူတို့ခွန်အားရတာဘာမှလည်းမဟုတ်တော့အစင်ကိုပြေလိုက်တာတောင်ကြီးကတယောက်ဆိုမေးတယ်နေကြီးလိုက်ရင်ဘာလုပ်မလဲဖိုးကွာလေးနေကြီးလိုက်ရင်ဘာလုပ်မလဲတရားဟောဆရာလုပ်မယ်ဘာဖြစ်လို့ဆရာစံတိုးလို့ဘောတဲ့စိန်ပဲတဲ့ဘောင်းမရှိနဲ့ကောင်းအင်ကြီးနဲ့လစ်နေတာတဲ့ဟိုကခေါ်ကြွေးတရားခေါ်ကြွေးငတ်တာ तू လည်းမတွေ့ဘူးလေစိန်ပဲတဲ့ तू ကစံတိုးရဲ့ຫນွေရသည်3-4နှစ်ကြာတယ်ຫນွေရသည်လေအစင်ကိုပြေးတာပြောင်းလဲဂါစားတက်တောင်ပိုးပြေးအော်မလီသူများမိတယ်စံတိုးတဲ့နေပြောင်းလဲတာဘယ်နှစ်9နှစ်ဖះကြည့်တော့200ဒီပဲရှိသေးတယ်ဖះပြက်ကလေးမှာစံတိုးက1နှစ်မပြည့်သေးဘူးအဲ့တစ်ပင်က200ဒီပဲဖြတ်သေးတယ်အရွက်တွေဝေစားပြီးလဲပြီးရောစောင်းဦးဖြတ်ကော
မြေကြီးနားမှာချမ်းသာသွားတဲ့ဟိုးလေကုန်းဆိုတဲ့ရက်ကွက်ချမ်းသာတင်ညဖျောင်းတိုင်နဲ့တင်းပြီးပြန်ဆင်းလာဖတ်မရှိတော့ဖတ်မရှိဟဲအမြဲတမ်းချမ်းသာတင်တန်းပြန်ရင်တငယ်ချင်းတွေနဲ့လက်ဖေးတောက်နေကြတငယ်ချင်းတွေကလည်းသူတို့တနေရာတင်တယ်ဟိုဆရာလတ်ထွယ်တို့ပါတယ်3-4ယောက်ကျွန်တော်တို့ तू ကဒီအိမ်တင် तू ကဒီအိမ်တင်ကျွန်တော်ကဟိုအိမ်တင်ဒါပေမဲ့ညဆိုရင်တော့တင်တန်းပြီးလက်ဖေးဆိုင်မှာပြန်စုံနေကြအဲ့နေ့ညအားလုံးတို့လက်ဖေးဆိုင်မှာကျွန်တော်လက်ဖေးဆိုင်နဲ့ဝင်လို့မရဖက်နှက်မရှိဘူးလေဘောင်းမီရှင်နဲ့လွယ်အိတ်နဲ့စပိန်နဲ့အောက်မှာဖက်နှက်မပါဘူးအဲ့ဒါမီးမောင်ဖက်နှက်ချမရှိဘူးမှားစီးလာလို့ပြောအောင်တရံမှမကြံတာလေမှားသွားရင်လည်းတရံတော့ကြံမှာပေါ့ဟာအိမ်ရှင်ကမိတယ်ဆရာဘာရှာလဲဘာမရှာပါဘူးလို့အာနာလို့အိမ်ရှင်လည်းဆင်းရဲတယ်လေဘယ်လိုလုပ်သွားပြောမလဲအာနာလို့စပိန်စီးပြီးတော့ခတ်တုတ်အိမ်ကိုတန်းလက်ရတာမြန်လက်ရတာအဲ့ဒါဖက်နှက်မပါဘူးအောက်မှာခက်မြန်လက်ရဖက်နှက်ပြောက်တော့အဲ့ဒါဖက်နှက်သွားဝယ်မယ်ဆိုတော့လေတခြားဖက်နှက်စီးဖို့မရှိဘူးလေတရားမဲ့ထားတာအိမ်တွင်းစီးအပြင်စီးမရှိဘူးကြောကာပဲဘဲသွားတရားမဲ့လေပျောက်သွားတော့စီးစရာမရှိအဲ့ဒါတခြားဖက်နှက်တစ်ခုသူများဟာကိုစီးပြီးခက်မြန်ဈေးသွားဝယ်ပြီးတော့ပြန်လာနောက်မနှက်မှအဲ့ဒါဘာဖြစ်တာလဲကျမ်းစာလဲသင်ပြီးဖက်နှက်လဲခိုးခံရဖယားရှိခိုးလဲလာဖက်နှက်ခိုးဖို့လဲလာဒါကြောင့်ဖယားရှိခိုးလာတဲ့လူတိုင်းဖယားပဲရှိခိုးပြီးပြန်တယ်မထင်နဲ့ကြံတာလဲခိုးပြီးပြန်တယ်ခိုးရင်လဲကြည်ခိုးပေါ်ကျမ်းစာသင်ပြီးတဲ့ဆရာဟာပါခိုးသွားတယ်စိတ်ငြိနောက်နေကြတော့အဲ့လိုပဲသက်ရှင်ရင်းနဲ့တရက်ကြတော့စပိန်သူများစပိန်စီးပြီးတော့ကျန်းစာသွားတဲ့စပိန်ပျောက်သွားရောစပိန်ဟာဘယ်လိုလုပ်ပြန်မလဲအဲ့စပိန်ပိုက်ရှင်ကလည်းပြောတယ်သူများတွေပြောတယ်တဲ့အဲ့ဒီဟာလေလုယာအော်တဲ့ဆရာတွေကနတ်ဆိုးနဲ့ပတ်သက်တယ်တဲ့သူတို့နဲ့နေလို့သွားမပတ်သက်နဲ့အဲ့နတ်ပူးတတ်တယ်ငါတို့ကမြေကြီးနားမှာတော့သူတို့နဲ့ပတ်သက်တဲ့လူတယောက်ပြီးတယောက်ပါသွားပြီတွေ့လားသူတို့နတ်ကစွမ်းနေတယ်မပတ်သက်နဲ့နေကုံသွားမယ်နေငါဟာဒီပြောပြီးမကြောက်သူစပိန်ပျောက်သွားရောအဲ့ဒါသူတတ်သိခံရောကျွန်တော်ဟိုလူတွေပြောတာမှန်လားမှားလားနေပဲစဉ်းစားကြည့်စံတူပျောက်ပြီးနေပြောတာနဲ့ငါတော့နတ်ဆိုးနဲ့ပတ်သက်တာဖြစ်ပြီးပြန်မတွေးတော့ဒုက္ခစပိန်လည်းပျောက်ဖက်နှက်လည်းပျောက်ပြန်ရောအောင်လဲပတ်စံမရှိရောကြီးပြန်ပေးရအောင်လေရောကျင်တာဘောပတ်စံမှမရှိတာဘာနဲ့သွားရောစံတိုးဘဝဆောင်းဦးဖြတ်ပြီးအကုန်ကျွေးတာကျွေးတက်တိခံစရာမရှိပြီးလဲပြီးသွားအိမ်တိန်ကပြောတယ်ကျွန်တော်ဆရာကျမတို့အိမ်မှာအရင်တော့အဖေနဲ့အမေအရန်တဲ့တယ်ဆရာကျမ်းစာလဲဝင်သင်ပြီးတော့နေ့တိုင်းရံဖြစ်တယ်ရံဖြစ်ခြင်းဖြစ်ငါလာပြီးရံထောင်တာမှမဟုတ်တာငါယေရှုကြောင့်ပဲပြောတာရံဖြစ်ခြင်းလဲငါ့ကိုဘာလို့ပြန်ပြောလဲကိုယ့်ကိုငြိမ်နေပါလားငါဘယ်လိုဆက်တင်မလဲနေတို့အဲ့လိုပြောတော့မဟုတ်ဘူးလေတဲ့အရန်ခင်လို့ပြောပြတာတဲ့နေခင်လို့ပြောတာငါပဲစာတန်ကြနေတာပဲအရန်ရံဖြစ်တယ်တဲ့အိမ်မှာအရင်တော့တဲ့တယ်တဲ့ဆရာကျမ်းစာသင်ပြီးမှတဲ့နေ့တိုင်းရဖြစ်တာဖျားသခင်စိတ်ညက်ဘယ်လိုလုပ်အောင်စိတ်ညက်တယ်ဘယ်သူမှနောက်ဆိုရင်ကျမ်းစာသင်တန်းလည်းမခေါ်တော့ဘူးမှမခေါ်တော့မြေကြီးနားမှာအားသွားပြီဘယ်သူမှသင်တန်းမခေါ်အဲ့ဒါမခေါ်တော့အဲ့ဒါဇော်ကြတို့ပဲတင်တယ်ဂျာနူတို့သူတို့ငယ်လေးဖျောင်းတိုင်နဲ့လူကြီးတင်စရာမရှိဘူးခလေးတွေပဲတင်သူတို့ညဆိုလာဘောင်းမီတိုနဲ့လာစောင်းသူ့ရုပ်ကိုမမြင်ကိုယ့်ရုပ်သူမမြင်ဖျောင်းတိုင်လေးနဲ့နော်ဖျောင်းတိုင်လေးနဲ့အဲ့ဒါဘယ်သူမှလက်မခံတော့တာသင်လို့လည်းမရလမ်းတွေ့လည်းနှုတ်မဆက်ဘူးလစ်သွားတာအရင်တော့ခင်တဲ့လူလည်းအခုလစ်သွားတာအိမ်နေလဲသွားလို့မရဘူးလေသူတို့မကြိုက်ဘူးအဲ့ဒါနဲ့
တော်တော်ကြတယ်ခက်ခဲတာတော်တော်ကြတယ်သူများအမေနေပြောင်းနေတာဘယ်နဲ့နှစ်9နှစ်ဖျားကြည့်တော့300ဒီပဲရှိသေးတယ်စံတိုးဆောင်းဦးဖြတ်နေပြီဘာတတိခံမလဲတတိခံစရာလည်းမရှိဘူးအဟောင်းနေပြန်တတိခံပေါ့အခုလောလောလတ်လက်ဖြစ်တာတော့တတိမခံနဲ့ဘယ်သူမှခွန်မပြဘူးဖဏပြောက်လိုက်စပိန်ပြောက်လိုက်လက်မယားရံဖြစ်လိုက်နော်ဟိုးအဟောင်းနေလေပြန်ခံပေါ့အဟောင်းနေစံတိုးရဲ့ဘောအဲ့ဒါပြီးလဲပြီးသွားဘယ်သူမှတော့မခေါ်တော့ကျမ်းစာသင်ဖို့ကျမ်းစာဖတ်ရင်လည်းဘလောက်စိတ်ညစ်လဲဆိုတုတ်တန်ကျမ်းဆိုတာလေဗုဒ္ဓဘာသာဖတ်တော့နားလဲတယ်သိလားအရန်ရှင်းတာအဲ့ဒါဖတ်ရင်တော့ခွာမရတော့ကျမ်းစာဘာဖတ်ခွာမရသင်စရာလည်းမရှိတော့ဖတ်စရာလည်းမရှိလိုင်းတာစရာလည်းမရှိဒီကျမ်းစာမှာပြောတဲ့ဟာတွေကလည်းကွာငါဘဝနဲ့တခြားစီငါဒီသင်ကိုမစွန့်သွားစမ်းမှာသေဖို့နည်းနည်းပဲလို့တော့တယ်ငါသင်ကိုပြစ်မထားပါလေအသက်တော်မနေရှူရတဲ့ဝါစွာကျွေးမဲ့စူတောင်းစည်းဝေးလိုက်စားနေရတဲ့ပါဝါစွာကျွေးမလဲအိမ်တော်စည်းဝေးပမာရှိလေအဲ့မှာသွားစားတယ်မလွယ်ဘူးဘဝချင်းနေဟာကြီးနော်ချစ်တော်ညီကိုမောင်နှမဘယ်သူမှလည်းမကြိုက်ဘလို့လုံးမလဲကိုလည်းမမပဲနဲ့ထင်လွဲခံရတရေကြတော့ညီကြီးနားမှာတင်တန်းလို့တော့ကလေးမလေးတယောက်ရှိတယ်သူကအုံနောက်တိတ်မပြေဘူးအုံနောက်မပြေဘူးအဲ့ဒီတယောက်ကလေသူကကျန်းစာအုပ်တွေ့ရင်ဖတ်တယ်အရက်တွေ့ရင်တောက်တယ်သူကလေသူ့ဘဝမှာဘာမှသူကရေးရမရှိဘူးသူကပေါင်းတဲ့လူကဒါတွေ့ရင်ဒါလုပ်တယ်ဟိုကတွေ့ဟွာလုပ်တယ်တရက်တော့အဲ့ဒီကလေးမလေးကအိမ်ကထွက်သွားတယ်ကျွန်တော်ကျန်းစာတင်တန်းတစ်ခုရှိကျွန်တော်တင်ရင်လဲခွန်အားမရတော့ဘူးလူတွေကဒါကြောင့်မလို့ကျွန်တော်မတင်ပါဘူးတင်တန်းတော့လှုပ်ထားတယ်သူများပဲတင်ပါငါမတင်တော့ပါဘူးကျွန်တော်နာမည်တော့သိကြတယ်အဲ့ကလေးမလေးကအပြင်ကနေပြန်လာတယ်ညကြီးမူးပြီးပြန်လာတာသူ့အမတွေကသူ့ညမပေါ့သူကအသက်ကြီးတယ်သူ့ညမတွေကနေဘယ်ပြန်လာလဲမင်းရောနေဘယ်ပြန်လာဆရာစံတိုးမူးတော့စကားမပြောဆရာစံတိုးဆိုရက်သွားလဲသွားရောဟလာနေစံတိုးရက်တိုက်တာဆရာစံတိုးလဲသွားရောငါပြင်မှာကြားတယ်ဒီဆရာကြီးကဟုတ်ကိုမဟုတ်ဖယားเจ้าနေမှာသူတို့နာမည်ကြော်ညာတယ်လက်မခံနဲ့ဆိုတာခုကြည့်မိုးပြီးပြန်လာပြီဟာမနဲ့ကြတော့တင်တန်းလှုပ်တဲ့အိမ်ကိုအဲ့ဒီသူ့ရဲ့ညီမလာရောအိမ်ရှင်ပြောရောဂျာကယ်တို့ရဲ့အမအိမ်ရှင်ကမကြတောင်ပြောတော့နေစီမာတဲ့တင်တန်းဆရာကြီးထဲမှာဆရာစံတိုးတဲ့ငါမောက်ရက်တိုက်ပြီးလွတ်လိုက်မကြတော့မဟုတ်ဘူးထင်နေနော်ဆရာစံတိုးက तू ကအရက်သမားပြောင်းလဲတာမဟုတ်ဘူးမြစ်ကြီးနားလည်းသိတဲ့အတိုင်းတရားဟောဆရာဆိုသူတို့စိတ်ထဲမှာ80 80ရာခိုင်နှုန်းလောက်ကအရက်သမားပြောင်းလဲပြီးမှတရားဟောဆရာဒါမှမဟုတ်ဖိုးသမားပြောင်းလဲအဲ့တော့ကျွန်တော်အဲ့80ရာခိုင်နှုန်းထဲမှာလည်းသူတို့ထဲမှာပေါ့အဲ့တော့မဖြစ်နိုင်ဘူးတဲ့ तू ကအရင်ကတည်းကအရက်တော့ဆက်လေးတော့တဲ့လူမဟုတ်ဘူး तू ရင်ထဲကဒါမျိုးမလုပ်ဘူးဆို तू ကဘယ်လိုလုပ်သူ့ကိုတိုက်မလဲဖြစ်နိုင်ဘူးဘာမဖြစ်နိုင်အောင်3-4ကမေးပြီးပြီတဲ့ငါမောက်ဟာဖြစ်နိုင်ဘူးနော်လူမားတဲ့တင်ဒါပေမဲ့အခုတော်တော်ကျန်းစာသင်နေတဲ့အထဲထဲမှာဟိုးရှမ်းပြည်ကလာတဲ့ဆရာတယောက်ရှိတယ် तू ကအရက်သမားပြောင်းလဲတာကြည့်ရတာ तू လည်းရှိတယ်ဆိုတော့ तू များတိုက်လားမသိဘူးဟိုကလက်မခံစံတိုးပဲဟာကျွန်တော်ခေါ်ရောကျွန်တော်တော့စံတိုးနင့်နာမည်နဲ့ပြောတယ်အဲ့ဒီကလေးမနေတိုက်လားအမရေစဉ်းစားကြည့်တိုက်ရမလားအဲ့လိုစိုင်နေတော့ငါဝင်ဖို့မဖြစ်နိုင်တဲ့ကိစ္စ
ငါလည်းညင်းလိုက်တယ်တဲ့ကလေးမလည်းနင့်နာမယ်ပဲပြောမနဲ့နေ့လေအဲ့ရနိုးမှသူ့အမညီမအသေးချာမေးတယ်နင်ညရက်မူတာဘယ်သူတိုက်လဲငါတင်တန်းသွားတာတဲ့သွားရင်းနဲ့အဲ့ဒီအရက်ဆိုင်စားတောက်ဆိုင်တွေကတငယ်ချင်းတယောက်ကလှမ်းခေါ်တာခေါ်လို့ဝင်ရင်းနဲ့တောက်ရင်းနဲ့တင်တန်းမရောက်တော့ဘူးသွားတာတော့ဆရာစံတိုးတင်တန်းသွားတာနင်ကလည်းစောစောသေးချာရှီအောင်မပြောဘူးဆရာစံတိုးဆိုလဲသွားတော့ငါတော်မှရန်သွားဖြစ်ပြီးပြီတဲ့နေ့လေအဲ့ရနိုးမှဇလန်းအစုံသေးတော့မှပြန်လာတောင်းပန်တယ်အဲ့ရှင်အော်မဟုတ်ဘူးတဲ့သူကသူစိုက်နေရတခြားလူခေါ်လို့ဝင်တောက်လိုက်တာတဲ့ဆရာစံတိုးမဟုတ်ဘူးထင်လွဲခံရတယ်ဒါပေမဲ့သူသဘောပေါက်တဲ့အချိန်မှာအပြစ်မှာအတန်အများကြီးထွက်သွားပြီညကလေးကသူတို့ဖောက်တယ်ချလိုက်ပြီလေဆရာစံတိုးအရက်တိုက်လွတ်လိုက်တယ်ငါအမအောင်ဆိုပြီးတော့နာမည်ပြက်ဖယားသခင်ဘာလုပ်တာလဲစာတန်လုပ်တယ်လို့ပြောမလားငါအပေါင်းအသင်းမှားတာလားဒါမှမဟုတ်ငါဖယားနဲ့မမှန်လို့လားတော့ဖယားကငါ့ကိုဆုံးမတာလားငါဘာလုပ်ရမှာလဲစိတ်ညစ်ဘယ်သူမှမပတ်သက်ချင်တော့စံတိုးဘဝစောင်းတွင်းဝင်ပြီးဘာမှတတ်တဲ့ခံစရာမရှိတော့ကောင်းပြီအဲ့ဒါနဲ့စီးပွားရေးတစ်ခုခုလုပ်ရမလားစဉ်းစားအလုပ်လုပ်ရမလားနိုင်ငံခြားမှာအလုပ်သမားသွားလုပ်ရမလားမလေးရှားအဲ့တွန်းလူတွေကထွက်တယ်သူများမျက်စိထဲမှာလဲကျွန်တော်အဲ့လိုပဲမြင်ပြီးတယ်နင်းဖယားမတုံးရင်လဲအလုပ်ပဲသွားလုပ်တော့မတုံးပဲမြင်တယ်သူများစံတိုးဘဝစောင်းတွင်းဖြတ်ပြီးသူများမိတယ်ပြောင်းလဲတာဘယ်နဲ့နဲ့10နှစ်ဖယားကြည့်တော့အခုမှတစ်နှစ်ပြည့်တာအခုမှတစ်နှစ်အဲ့ဒါကိုမသိရင်အမှုတော်ဆောင်နေရတိုက်ဆိုင်ရခွတ်လို့နော်ရွှေရတုငွေရတုစိန်ရတုတုကျင်နာတုကြဖယားမျက်စိနဲ့ကြည့်ရင်တကယ်ကောအဲ့တလောက်ပြည့်ပြီလားလို့စံတိုးသတိပေးခြင်းတယ်ဘယ်နှစ်ဖြစ်ပြီဘယ်နှစ်ရှိပြီပြောနေတာဖယားမျက်စိနဲ့ကြည့်ရင်တကယ်အဲ့ဒီတလောက်ရှိသလားအဲ့ဒီ၄ခုဖြတ်မှာတနေ့ကဲသူမှလည်းခွန်အားမရအောင်ကောင်းပါလေကိုကကိုစံစာဖတ်ရင်လည်းဖယားကိုဒီလိုယုံလိုက်တယ်ကဲတင်ခြင်းကတော့ယေရှုပေးတယ်ကျန်တာကိုဘဝကိုကြောင်းဖယားမကယ်ဘူးဟေ့ငါကလက်တွေအရင်တော့ယုံထားတာငရဲကလည်းကဲတယ်အားလုံးကဲတယ်အားလုံးကဲတယ်ငါ့ကိုကြည့်အားလုံးကဲတယ်လူတိုင်းငါ့ကိုခွာရတယ်အကုန်ကဲတယ်အဲ့တောင်းကຫນွေဦးလေသိမှမသိတာအခုစောင်းတွင်းဝင်သွားပြီဘာမှခွာမရဖယားရဲ့အရင်တော့အကုန်ကဲတယ်ထင်တာလက်ဆက်သက်တော့ငရဲတစ်ခုပဲကဲတာ哦ပြီးလဲပြီးလူတယောက်လက်ဖိတ်လာတိုက်တော့လက်ဖိတ်တော့တောက်အဲ့တယောက်ပဲသူကလည်းတနာလို့လာတိုက်စံတိုးကလည်းပြောစရာစကားတခြားမရှိဘူးဘာလို့လဲတခြားလည်းမသိဘူးလေပါဇက်ကအဲ့အာဗြဟံပြောလိုက်ယာကုပ်ပြောလိုက်ဒါဝိဒ်ပြောလိုက်ပေါလုပြောလိုက်ဒါပဲပြောနေတာဟိုကလည်းအာနာလို့နားထောင်တာသူအကုန်သိတယ်ကိုပြောတိုင်းခွန်အားရမယ်မထင်နဲ့ကိုခွန်အားရတာကိုပြောသူများအာနာလို့နားထောင်တာကိုတက်တော့ပိုသိတချို့ကတော်သေးတယ်အာနာလို့နားထောင်ပေးလေမစိုးပါဘူးနားထောင်ပေးတာတနာလို့စံတိုးတဖေးဆိုင်မှာပြောရင်နဲ့သူ့ဘေးကတယောက်ကလေခွာရသွားတယ်ဘေးကတယောက်ကစိုးတော်တဲ့ငါအခုမှကြားဘူးလားဒီတယောက်နင်းရလေအခုမှကြားဘူးတဲ့အော်သူ့ကိုပြောတာဘေးကတယောက်ကခွာရသွားအဲ့ဒါနဲ့မနေ့ဖြင့်နဲ့ငါလာရှိုးပြန်တော့မှာတဲ့ဒီညခေါ်ပြီးဆုတောင်းခိုင်းမကောင်းလားတဲ့ဒီဆရာခေါ်ခြင်းခေါ်လေနေခေါ်ခြင်းခေါ်ပေါ့ဒ
ဒီညအားလားမပြောလိုက်ချင်နေ့တိုင်းအားတယ်အလုံးမရှိပါဘူးဆိုကမှနေ့တိုင်းအားတယ်အဲ့ဒါနဲ့လာဆုတောင်းပြီးသွားတောင်းပေးလိုက်တော့တွေ့မှာတခွန်းနှစ်ခွန်းပြောလိုက်ဝေငှလိုက်တယ်တခွန်းနှစ်ခွန်းမဝေငှတာကြာပြီအခွင့်ရေးရတော့တခါတော့ဖိုးတော့တာအာရပါရလေသူတို့ခွန်အားရမရရကိုရဖို့အရေးကြီးဟောလိုက်တာအဲ့ဒီလာရှိုးကမိမခွန်အားရသွားအေးကောင်းတယ်စုပရိတောင်းပေးအလူငွေပေးသေးတယ်အလူငွေမြတ်တော်ကြားလာတယ်အဲ့တုန်းကလေအလူငွေမပိုင်နေစာအိတ်အလွတ်ပေးအောင်ခွန်အားရဘာလို့လဲတခါမှမရကြာသွားပြီလေဘဝစောင်းတွင်းရတော်တော်ကြာခဲ့ပြီရည်စရာတော့မရှိဘူးဘဝမှာအဲ့ဒါနဲ့ကျမလာရှိုးပြန်မယ်မနေ့ဖြင့်ဆရာတကယ်လို့အဲ့ဒီဘက်ကိုကြုံရင်ဝင်လာခဲ့လာဟောပြီးငါမပြောလိုက်ချင်းဘာကြုံရင်လဲတခါတည်းခေါ်ပါလားဟမ်ငါ့ကိုအရေးတဲ့ထင်ကြီးနေသေးတယ်ခါတည်းခေါ်တာမဟုတ်ဘူးခဏနေတော့ကော်ဖီတိုက်ကော်ဖီတောက်ခဏပြောရင်ပြောနေဒီလိုလောက်ပါလားတဲ့ဟိုကလေကျမလည်းခကြီးထွက်တာများတယ်ဆိုတော့အခုလာရှိုးမှတပတ်ကြမယ်တဲ့ဒါကြောင့်မလို့ကျမရောက်ပြီး1ရက်2ရက်နေလိုက်လာပေးပါလားတဲ့ဖြစ်နိုင်မလားတဲ့အမလီအခုချက်ချင်းတော့ဖြစ်နိုင်အားပါတယ်ဆိုခါမှအဲ့ဒါဆိုလာခဲ့တယ်2ရက်ကြာတော့လိုက်သွားသူလိပ်စာရလာရှိုးလိုက်ဟိုမှာသွားတရားဟောသူကစီစဉ်ထားပေးတယ်တရားဟောတာစံတိုးဘဝຫນွေဦးဝင်လာပြီနော်လက်ဖေးဆိုင်မှာပြစ်ထလိုက်တာအိမ်တော်စည်းဝေးရောက်သွားပြီနော်စောင်းကြော်လာပြီနော်လာပြီးတော့အချင်းမဖမ်းနဲ့ຫນွေဦးရောက်ပြီအရက်စပြီလာရှိုးရောက်သွားလာရှိုးမှာဟောတော့ဘယ်ဒီတရားဟောတာဒီတရားဟောချက်ကတင်တန်းကလေးကဒါပုံစံနည်းလေကြမ်းပိုက်ကြည့်ဖို့မလို့အစ်စ်မှမဟုတ်တာအဟောင်းအလွတ်ရကျန်းစာကိုလန့်စရာမှမလို့တာအဲ့ကက်တင်ချင်းကြမ်းပိုက်တယ်ပြစ်ထလိုက်တာဟာအော်နော်ဟောလူတွေကျွမ်းနေနော်မိုက်လာစောက်တော့မလှအောင်ကွက်တိပဲအဲ့3-4ပုတ်ပဲရှိတာကုန်ပြီနေတော့မသိဘူးငါ့ကိုခေါ်ထလိုက်တာကင်မရာအစုပ်ကလေးဗီဒီယိုကင်မရာလေးအစုပ်ကလေးနဲ့ရိုက်တာမီးရလဲမောင်အသားလဲမဲကင်မရာလဲအစုပ်အဲ့ဒါရိုက်တဲ့လူကလည်းမကြွမ်းပြီးတော့ရိုက်တဲ့လူလည်းမကြွမ်းဘူးခေါင်းပြက်လိုက်ခြေထောက်ပြက်လိုက်နဲ့အဲ့ဒီခွေလေးကရွှေဘိုရောက်သွားတယ်ဗျအဲ့အစုပ်ပလုတ်ခွေလေးကရွှေဘိုရောက်သွားရွှေဘိုကလူကြည့်လူမတွေ့ဘူးပြေးမောင်ကြီးလေအတန်ကြရှင်းနေအောင်ကြားတာနားထောင်ရွှေဘိုကခွန်အားရတာလာရှိုးကရိုက်တဲ့ခွေရွှေဘိုရောက်သွားတယ်ဘဝနော်ချက်တော်ညီကိုမောင်တို့ဖုံးဆက်လာတယ်ရွှေဘိုကနေကျန်းစာတင်တန်းလာပေးနိုင်မလားလာပေးနိုင်တယ်ဒါဆိုဘယ်တော့လာနိုင်မလဲအမြဲတမ်းအားနေတာနေတော့ဘယ်တော့လာစီခြင်းလဲနောက်တစ်ပတ်တဲ့ရတယ်3ရက်တင်ရတယ်ကဲငါလာပြီနေတော့ငါ့ကိုသိလားသိဘူးတဲ့တန်တော့မှတ်မိတယ်တဲ့လူကကြည့်တော့ရုပ်ကမတွေ့ရဘူးတဲ့ဒါဆိုငါရွှေဘိုလာတော့ငါပါဘယ်လိုတွေ့မလဲယထာစီးခဲ့တဲ့ယထာစီးလိုက်ရွှေဘိုပူတာရောက်ရင်ကျန်းစာအုပ်ကင်ပြီးဗရင်ပေါက်မှာလက်ထောင်ထားတယ်အဲ့ဒါဆရာစံတိုးပဲငါတို့လိုက်လာမယ်တဲ့โอเคရွှေဘိုရောက်တာနဲ့ကျန်းစာအုပ်ကိုင်ဗရင်ပေါက်လူရောမျက်နှာရောကျန်းစာအုပ်ကိုထုတ်ထားကြည့်နေတာဘယ်သူငါ့ကိုခေါ်မလဲယထာဘိန်းလိပ်ရောက်ဝင်လာပြီအမှလူ2ယောက်တော့မကျန်းစာအုပ်တဲ့ဆရာစံတိုးလားဟုတ်တယ်โอเคလာပြီတဲ့ပြေးလာတော့မြန်ဆင်းပြီးသူတို့နဲ့လိုက်သွားယထာလည်း2နာရီနောက်ကြလို့ဟိုရောက်တာနဲ့ထမင်းရင်စားမလားမစားဘူးထမင်းအမြဲစားနေကြ
ဟောကျင်တာမဟောတာကြာပြီလူစောင့်နေပြီလေဟောလိုက်မယ်ဆိုဒီလူတွေကဘလောက်ကြာစောင့်နေတဲ့နားထောင်ကျင်လို့စောင့်နေတာအရင်စားလိုက်တယ်စားလူတွေပြန်သွားမှတော့ကြောက်ဟောကျင်လို့လေမပြန်ဘူးဗျာဘယ်ပြန်လို့ရမလဲຫນွေဥဝင်နေပြီလေစားလဲပြီးတော့ဟောနားထောင်နေခွန်အားရလာနှုတ်ဆက်အဲ့ဒါရမ်းပြောတာပြီးလဲပြီးတော့ပြန်သွားမကြောက်ဖုံးလာတယ်ကျွန်တော်အားတဲ့အစိုးရဝန်တန်းနဲ့မန္တလေးပြောင်းပြီးတဲ့ရွှေဘွားတွေပြောင်းတာကျွန်တော်ဝန်တန်းတွေအများကြီးတဲ့ကျွန်တော်လက်အောက်မှာမန္တလေးမှာတာဝန်ကြတယ်တရားလာဟောပေးပါလားတဲ့ကျွန်တော်ရဲ့ရုံးခမ်းမှာဖြစ်နိုင်မလားတဲ့ဖြစ်နိုင်တာပေါ့ရောက်သွားရောကြည်ဆက်သွားတာဆက်သွားတာဟောလိုက်တော့ဟာအဲ့မှာခွန်အားရမူဆယ်အလူပါလာတယ်မူဆယ်ကိုလာပေးနိုင်မလားဘာဆယ်ဖြစ်လာတယ်မူဆယ်ပြန်ရောက်တော့ဟာတနေရာပြီးတနေရာဖယားသခင်ပို့ချစ်တော်ညီကိုမောင်နှမလေးပတ်လေမှာပါလေတနှစ်ပြီးစံတိုးဘဝစောင်းဥပြန်ဝင်နေနော်စောင်းဥပြန်ဝင်ကျွေးပြီးဘဝစောင်းရောက်ရင်6ကပြန်တခါຫນွေဥရောက်ရင်ပြန်ဆိုပြေဒီရာဒီ၄ခုတည်းပါခမညာမကြုံကျင်လို့ရဘူးယုံကြည်သူတိုင်းကြုံရမယ်ယေရှုနာမနဲ့ဒီဆောင်ကိုကြော်တယ်ဆိုမရပါဘူးဆုတောင်းခြင်းနဲ့ကြော်ရင်မရပါဘူးခမညာရင်ကိုရင်ဆိုင်ရမယ်အမှုတော်ဆောင်ခြင်းစိတ်တောင်ကုန်တယ်ဘာဖြစ်လို့လဲစောင်းဝင်သွားလို့စိတ်ဓာတ်မကြနဲ့ယုံကြည်သူတွေစိတ်ညစ်တာရည်ပြရင်တော့အထဲမှာငိုနေတယ်မျက်နာပဲရည်တာအထဲမှာသူငိုနေတယ်ဘယ်လိုလုပ်မလဲစောင်းဝင်နေပြီဘဝကစိတ်ဓာတ်မကြနဲ့ဖြတ်တန်းပါຫນွေဦးရောက်လာလိမ့်မယ်ဟာလေလုယာခမည်းဘဝစောင်းတွင်းနဲ့ညီကုန်းမချုပ်စေဘူးဖယားသခင်တင့်ကိုຫນွေပို့မလားမပို့ဘူးလားຫນွေပို့ကိုပို့မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဘေးကလူကိုပြောလိုက်ပါຫນွေဦးလာမယ်အာမင်ထပ်ပြောလိုက်စောင်းတွင်းနဲ့ညီကုန်းမချုပ်ဘူးလို့ဟာလေလုယာဖယားရှင်အောင်ပွဲလုံးမှာဖြစ်တယ်ချစ်တော်ညီကိုမောင်နှမဖယားကကျွန်တော်တို့ကိုစောင်းတွင်းနဲ့ညီကုန်းမချုပ်ခိုင်းဘူးຫນွေလာမှာအဲ့ဒီနီးနဲ့ပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရဖြစ်လာလေရင်းကျက်လာတယ်ကျောင်းကပေးတဲ့ဘွဲကရင်းကျက်တာမဟုတ်ဘူးကြွားလို့ရတယ်တိုက်ဆိုင်ရင်ခွင့်လွှတ်ဖယားသခင်ကဝိုက်ဘုံနဲ့ကျွန်တော်တို့ကိုသင်တန်းပေးပြီးမှဘဝကိုမမြင့်တင်ဘူးနော်ရာသီ၄ခုနဲ့ပဲဖြတ်တန်းခိုင်းပြီးကျွန်တော်တို့ရဲ့ဘဝကိုမြင့်တင်တဲ့ဖယားဖြစ်တယ်ဟာလေလုယာဖယားကဒီလိုပဲမြင့်တင်တာဖြစ်တယ်ဆရာကြီးတယောက်သူ့သားသမီးတွေရှေ့ရတင်မောပေါ်တင်လိုက်တကယ်ဖြစ်ပြတစ်ခုသွားတော့သာသနာပြုဆရာကနောက်ကလိုက်ခဲ့မယ်အဖေနောက်ကလိုက်ခဲ့မယ်လက်ပြလိုက်သွားတော့ကလေးတွေအလုံးလက်ပြသွားလိုက်ပြီနောက်ကနေသူတို့တင်မောကနောက်ကလိုက်တယ်နာယီအနှင်းငယ်ချပြီးမှလိုက်မမျော်လင့်ပဲအဲ့ဒီတင်မောတစည်းလုံးမြုပ်သွားတယ်ဆူတောင်းပြီးလွတ်လိုက်တာဒါပေမဲ့မြုပ်သွားပြီဆရာဘယ်လိုလုပ်သားသမီးတွေတည်သွားတယ်အဲ့ဒီမှာတချင်းတပုတ်ထွက်လာတယ်အဲ့ဒီတချင်းရဲ့နာမည်က
ကောင်းပေသည်ဝိညာဉ်ဖို့ကောင်းပေသည်ဝိညာဉ်ဖို့ဆိုတဲ့လူကအဲ့ဒီအရာသာသိကြမှသိမယ်နော်သူ့ရဲ့ဘဝဟာခါးသီးတဲ့အရာမဖြစ်ချင်တဲ့အရာသူရင်ဆိုင်ရတယ်ဒါပေမဲ့အဲ့ဒီအရာအားလုံးဟာသူ့ရဲ့အတွင်းဝိညာဉ်ဘာဖြစ်လဲရင့်ကျက်ခိုင်ခန့်ဖို့ဖြစ်လာတယ်ဟာလေလုယာဒါကြောင့်မလို့ယာဒီ၄ခုထဲမှာနှစ်ခုကျွန်တော်ပြောချင်တယ်အဲ့ဒီຫນွေဦးဆိုတဲ့အရာကကျွန်တော်တို့ဘာလုပ်တာလဲရိတ်သိမ်းတဲ့ကာလလို့ခေါ်တယ်သူတို့ဂျူးနိုင်ငံမှာຫນွေဆိုတာရိတ်သိမ်းတဲ့ကာလစောင်းဆိုတာစိုက်ပျိုးတဲ့ကာလစိုက်ပျိုးထားပါရိတ်သိမ်းတဲ့ကာလရောက်လာမယ်ခင်ဗျမစိုက်ပျိုးထားရင်ခင်ဗျဘယ်လိုရိတ်သိမ်းမလဲမပျော်ဘူးဝမ်းနေတယ်စိုက်ထားပါစိတ်တမကြနဲ့စိတ်ထိခိုက်တဲ့ဆုံးရှုံးတဲ့အရှက်ကွဲတဲ့တိတ်ခါကြတဲ့စုတော်မတောင်းနိုင်ဘူးဘာလုပ်ရမလဲမသိဘူးစိုက်ပျိုးတဲ့ကာလဖြစ်တယ်စိုက်ပျိုးထားပါຫນွေကာလဆိုတာရိတ်သိမ်းတဲ့ကာလရောက်လာမယ်ဟာလေလုယာဒါကိုနားလည်စေခြင်းတယ်ဖယားသခင်ရဲ့လူတွေပင်လင်လက်တွေ့ဒီအရာကိုကြုံရတယ်ဖယားလူတွေဖယားအသုံးပြုတဲ့လူတွေပင်လင်အဲ့ဒီယာဒီ၄ခုမကြုံလို့မရဘူးကြုံကိုကြုံရတယ်ဒီနေ့လူတိုင်းကဘာပဲမျှော်လင့်နေလဲຫນွေပဲမျှော်လင့်ယေရှုနာမနဲ့အောင်မြင်ပြီအောင်မြင်တော်သူထက်ဒါပြီးအောင်မြင်တော်သူဖြစ်တယ်ငါတို့ဟာပိုင်ဆိုင်တော်သူဖြစ်တယ်ဆင်းရဲခြင်းတွေငါတို့မှာမရှိဘူး positive thinking မှန်တာပေါ့သူ့ကျွန်တော်ကြည့်နေသူຫນွေအကြောင်းပြောနေတာယာဒီတစ်ခုတည်းကိုဖဲ့ပြီးယုံထားတာဒါပေမဲ့တင့်ဘဝစောင်းတွေးဝင်လာရင်အဲ့ကြရင်ဒီအခုသိထားတဲ့အရာတွေနဲ့ပြောင်းပြန်ဖြစ်သွားမယ်နော်ဖြစ်သွားမယ်တခုပဲဖဲ့ပြီးယူလို့မရဘူးအပြည့်ယူရတာဖြစ်တယ်အပြည့်ဝယူရတာဖြစ်တယ်ဖယားလူတွေကြုံရတဲ့အကြောင်းကျွန်တော်ပြောပြမယ်စာတန်လူတွေမဟုတ်ဘူးဖယားနဲ့အသက်ရှင်တဲ့လူတွေပင်ကြုံရတယ်စောင်းတွင်းတစ်ခုပဲပြောမယ်ကျန်တာအားလုံးကြော်လိုက်ပြီယာဒီ၄ခုခြုံငုံပြောပြီးပြီအခုစောင်းတွင်းကြုံတာတစ်ခုပြောမယ်ပြောပြီးကျွန်တော်တို့အဆုံးသတ်ယောဘဘလို့ကြုံခဲ့တယ်လေယောဘဝတ္ထုခန်းကြီး3ယောဘကြုံတာကိုကြည့်ပါယောဘကိုဖယားသခင်ကိုယ်တိုင်အမွန်းတင်တယ်ငါကျွန်ယောဘကိုမင်းတို့တွေ့လားစာတန်ကိုရှေ့မှာကြွားတယ်ငါကျွန်ယောဘကြွားတယ်နော်ဖယားဘလောက်တော်တယ်လဲဘလောက်ကောင်းတယ်လဲဘလောက်သစ္စာရှိလဲမကြွားဘူးလားယောဘတရက်ဒုက္ခရောက်တဲ့အခါမှာခလေးတွေသေးယောဘမှာစစ်ဆေးခြင်း၄မျိုးရှိ၄ဆင့်ရှိတယ်၄ဆင့်ခလေးသေးတာ၁ဆင့်အနာဖြစ်တာ၁ဆင့်အဲ့ဒါမျိုး၄ဆင့်ရှိတယ်ဒေးဗစ်ဆွမ်းမြတ်စာအုပ်ထဲမှာတေချာရေးထားတယ်၄ဆင့်ရှိယောဘကြုံတဲ့ဒုက္ခအဲ့ဒီ၄ဆင့်ကြုံလဲကြုံရောယောဘဖယားကိုဘာပြောတယ်လဲအခန်းကြီး3ယောဘအဲ့လိုဒုက္ခနဲ့ကြုံတဲ့အခါ तू ပြောတဲ့စကားကိုကျွန်တော်ဖတ်ပြအပိုင်ငယ်7ငါသည်မွေးစားကအဘဲကြောင့်မသေးသနည်းငါမွေးတော့ကဘာဖြစ်လို့မသေးတာလေလူဖြစ်ချင်လားသေချင်လားယောဘပြောပြီးဖယားကိုဖယားသခင်မွေးတော့ကဘာလို့မသေးတာလဲမွေးကလေးကသေလိုက်ပါလားဒီဒုက္ခတွေရောက်ဖို့မသေးတာလားပြောဒေါသထွက်တယ်စိတ်ဆိုးတယ်ယောဘဘာလို့မသေးတာလဲထပ်ဖတ်အမိဝန္တေကထွက်စားကအဘဲကြောင့်အသက်မချုပ်တနည်းမွေးကလေးကအသေးလေးမွေးလိုက်ပြီးရောလောကယူစိတ်ကုန်တယ် born again ယုံကြည်သူယောဘ
ငါသည်အဘဲကြောင့်ငါကိုအဘဲကြောင့်ပိုက်ပွေရသည်နီအဘဲကြောင့်နိုးတိုက်ရသည်နီအမေကိုပြောတယ်ဘာလို့ငါ့ကိုနိုးတိုက်တာလဲနင်းသာနိုးမတိုက်ခဲ့ရင်ငါဘာဖြစ်လဲတေးပြီးနိုးတိုက်ပြီးကြီးအောင်လုပ်ပြီးဒီဒုက္ခတွေတွေးဖို့လားငါဘောကယုံကြည်သူဟာညာလို့မရပါဘူးတခါတရံဘဝမှာစောင်းတွင်ဖြတ်ရတဲ့အခါဖယားကိုကျေးဇူးတင်ရင်ဟန်ဆောင်တာတတ်ပါပဲအတွင်းထဲမှာအားမရှိပါဘူးလူတွေကြားထဲမှာမကောင်းတက်လို့ကျေးဇူးတော်ပဲလို့ပြောတာအထက်မှာဖယားကိုဒေါကန်နေတယ်ဒီမှာယောဘငါ့ကိုဘာလို့နိုးတိုက်တာလဲတဲ့နင်းသာနိုးမတိုက်ခဲ့ရင်ဒီမှာကြည့်အဘဲကြောင့်ပိုက်ဖွေးရသည်နီအဘဲကြောင့်နိုးတိုက်သည်နီထိုတော့မပြုတ်လင်ငါသည်အဲ့၍ငိမ့်ပြီးပျော်လျက်နေပြီအမေနင်နိုးမတိုက်ခဲ့ရင်အခုလောက်ဆိုငါပျော်နေပြီသေပြီးတော့ပျော်နေပြီနင်နိုးတိုက်လို့အခုရှင်တာဒုက္ခရောက်တာကြည့်ပါယောဘဖယားသခင်လူမဟုတ်ဘူးလားယုံကြည်သူမဟုတ်ဘူးလားဖယားကိုယ်တိုင်စာတန်ရှေ့မှာသူ့ကိုမကြွားဘူးလားအဲ့ဒီယောဘဘာမှလို့လဲသူဘာမှလို့ဒီလိုဒုက္ခရောက်တာလဲသူစောင်းတွင်းဖြစ်ရတယ်နော်ဖြစ်ရတယ်နောက်ဆုံးသူမွေးတဲ့နေ့သူများဘတ်ဒေးလုပ်တယ်သူများဘတ်ဒေးလုပ်တယ်ယောဘကအဲ့မွေးနေ့ကိုဘာပြောလဲအခန်းကြီး3အပိုင်းငယ်1ထို့နောက်ယောဘသည်နှုတ်ကိုဖွင့်၍မိမိဖွာသောနေ့ရက်ကိုကျိန်ဆဲလျက်မွတ်ဆိုသည်ကငါဖွာသောနေ့ရက်ပျက်စီးပါစေကိုမွေးတဲ့နေ့ကိုကျိန်ဆဲပလိုက်အဲ့ဒီနေ့ပျက်စီးပါစေအဲ့ဒီနေ့သာမရှိခဲ့ရင်ငါမမွေးဘူးယုံကြည်သူပဲနော်ခံစားရတယ်ချစ်တော်ညီကိုမို့ဘလောက်ပဲဖယားသခင်ကိုပြောနေပါစေဖယားသခင်ယောဘကိုစိတ်မဆိုးပါဘူးဖယားကယောဘကိုနားလဲပါတယ်တင်ဖယားကိုတင်ဘာပဲတင်ပြောခဲ့တင်စောင်းတွင်းဖြတ်လို့တင်ပြောနေတာဖယားသခင်တင်ပြောတဲ့အတိုင်းမလုပ်ပါဘူးနားလဲပါတယ်နောက်ဆုံးအခန်းကြီး42ရောက်တဲ့အခါမှာယောဘကိုနှစ်ဆသောကောင်းကြီးပြန်ပေးတယ်ဟာလေလုယာဟာလေလုယာစောင်းတွင်းဖြတ်နေလို့ပြောနေတာခမည်းလဲစိတ်ထဲမှာပြောမိနိုင်ပါတယ်စိတ်တမချနဲ့ຫນွေဦးပြန်လာမယ်ဟာလေလုယာຫນွေဦးပြန်လာမယ်ဖယားရှိပြန်မဆမယ်ဒီနေ့သင်ကိုဖယားသခင်ကဒဏ်ခတ်နေတာစုံမနေတာတွန်းတင်နေတာမဟုတ်ဘူးဖယားကသင်ရဲ့အသက်တာကိုရင့်ကျက်အောင်ဝိညာဉ်ပိုင်းဆိုင်ရာအတွင်းမှာရင့်ကျက်အောင်ဘုရားသခင်လုပ်ပေးနေတာအဲ့ဒါကိုဘာခေါ်လဲအတွင်းကောင်းကြီးလို့ခေါ်တယ်မြင်ရတဲ့အပြင်ပိုင်းမှာအရွက်တွေမရှိပါဘူးအတွင်းထဲကသစ်သားကခိုင်ခန့်လာတယ်ဟာလေလုယာမြင်ရတဲ့အရွက်တွေမရှိဘူးဒါပေမဲ့အတွင်းထဲကဒီအပင်ကလေခိုင်ခန့်လာတယ်နော်အော်ဘွယ်ကောင်းကြီးရှိလာတယ်ရေထဲပြစ်ချမပွားနေပူတဲ့ထားမကောက်အဲ့ဒီသစ်သားသင်ရဲ့အတွင်းဝိညာဉ်က the best အကောင်းဆုံးဖြစ်လာအောင်ဖယားရှင်သင်ကိုရင့်ကျက်တဲ့အသက်တာကိုပို့နေတာဖြစ်တယ်အဲ့ဒါကိုအတွင်းကောင်းကြီးလို့ခေါ်ပါတယ်အာမင်ယောဘတွေမကပါဘူးနောက်တစ်ယောက်အကြောင်းကိုပြောပြမယ်အေလိယဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အေလိယဆိုတာနမိတ်လက္ခဏာပေါင်းအဲ့ဒီအေလိယရဲ့လက်နဲ့နမိတ်လက္ခဏာအများကြီးလုပ်ခဲ့ပါတယ်အဲ့ဒီအေလိယလက်နဲ့နမိတ်လက္ခဏာအများကြီးလုပ်ခဲ့တယ်အဲ့ဒီအေလိယကိုဖယားသခင်နမိတ်လက္ခဏာ16ခုသုံးခဲ့16ခုပေးခဲ့အဲ့ဒီအေလိယကအခုဘာပြောလဲသိလားပရောဖက်ယေဇဗေလကအခန်းကြီး19မှာပြောလိုက်ပြီဟေးဖယားသခင်လူတွေအများကြီးငါတတ်ခဲ့တယ်နော်သေပြီသေကောင်းပြီနော်အေလိယကြားတယ်မလားအေလိယလည်းသိတယ်အများကြီးသေသွားပြီပရောဖက်တွေယေဇဗေလတတ်လို့ယေဇဗေလအခုអော်နေပြီ
အေလိယမနှက်ပြန်နင့်အလှဲ့လွယ်ဦးနော်လူငွေလာပေးမှမဟုတ်လာတတ်မှာနင်ကြားပြီးပြီလားသေသွားတဲ့ပရောဖက်တွေနင့်လိုမျိုးတွေပဲနော်သိတယ်မနှက်ပြန်နင့်အလှဲ့မနှက်ပြန်နင်မသေးရင်ငါသေမယ်အဓိပ္ပာယ်ကနင့်ကိုလာတတ်မယ်လို့ပြောတာနမိတ်လက္ခဏာဒီလောက်လောက်ခဲ့တဲ့အေလိယဟာအခုဘာဖြစ်နေပြီလဲကြောက်တာဖယားဗိတ်သိပ်ပေးထားတဲ့လူကြောက်တတ်လားထွက်ပြေးတာရိုးရိုးကြောက်တာမဟုတ်ဘူးထွက်ပြေးတာအယမ်းကြောက်တာဘဝမှာဖယားကသူ့လက်နဲ့နမိတ်လက္ခဏာအများကြီးလုပ်ခဲ့တယ်နော်ဒါပေမဲ့လေအေလိယစောင်းတွင်းဝင်သွားပြီကြောက်တယ်ထွက်ပြေးလဲပြီးတော့တခါတည်းသူမောပြီးတော့အပင်တပင်အောက်ရောက်တော့သူဆုတောင်းတယ်ရတံပင်အောက်ကိုရောက်ပြီးတော့ဖယားကိုသူဆုတောင်းတယ်ဘယ်လိုတောင်းလဲဆိုအပိုက်ငယ်လေးမှာကိုယ်အသက်သေရမည်အကြောင်းဆုတောင်းလျက်အိုးထာဝရဘုရားယခုတန်ပါပြီအကျွန်ုပ်အသက်ကိုရုပ်သိမ်းတော်မူပါသေသာသေလိုက်ခြင်းနဲ့ကဘာကျော်ဆရာကြီးအေလိယဖယားဗိတ်သိပ်တဲ့အေလိယနမိတ်လက္ခဏာနဲ့အသုံးပြုခဲ့တဲ့အေလိယအခုပါဆုတောင်းနေလေသေခြင်းနဲ့ကျွန်တော်ဝိညာဉ်ကိုရုပ်သိမ်းပါတနာပါတယ်သူဘာမှလို့လဲသူဖယားနဲ့ဘာများမမှန်တာရှိလို့လဲမရှိဘူးအကုန်ကောင်းတယ်ဒါမှ तू ကြုံတယ်မဟုတ်လားစိတ်တကြစရာဘလောက်စိတ်တကြလဲသေတောင်သေပြစ်ရှင်တယ်ဖယားနားလဲပါတယ်ကွာအေလိယဟာနင့်ဘဝဆောင်းတွင်းရောက်နေတာနင်မသိလို့နင်ຫນွေရောက်လာမှလေနင်ငါ့ကိုအဲ့လောက်ဒေါသထွက်เสียမလို့ပါဘူး तू ကပြောသေးတယ်ဖျားသခင်ရုပ်သိမ်းပလိုက်တော့ထပ်ပြောမယ်ကုံပြီနော်ပရောဖက်ငါတယောက်ပဲကြံတာငါမရှိကုံပြီမှတ်အမှုတော်ကသေရလဲသေခြင်းဈေးရလဲကင်သေးကုံပြီပရောဖက်ငါပဲကြံတာဖယားနင်စိတ်ပြင်းထန်ပြီးရှောက်អော်နေတာငါနားလဲပါတယ်ဘုရားသခင်အေလိယကိုပြောထားအေလိယထားစားတဲ့သေဖို့ဆုတောင်းတာကျွေးတယ်အစာစားတဲ့ဘာဖြစ်လို့လဲခကြီးသွားမယ်တဲ့သေဖို့ဆုတောင်းတာဒါလာကျွေးသွားတယ်စားမောပြီးကြောက်ပြီးအိတ်သွားပြန်တစ်ခါလာနိုးတယ်ထားပြန်စားအောင်နဲ့အခုနစားတာနဲတယ်ခကြီးဝေးတယ်မလောက်ဘူးထပ်စားသေဖို့ဆုတောင်းတာနှစ်ခါစားတဲ့ဒါကြောင့်စားခြင်းရင်သေအောင်တောင်းလို့မဆိုလို့နှစ်ခါစားတဲ့ပြီးမှလာအေလိယခေါ်သွားတာဟောမှာကြည်စားပရောဖက်9000ရှိတယ်9000ဖယားသခင်ဖွက်ထားတာဖယားသခင်ဖွက်ထားတာ9000ရှိတယ်နင်းကိုသုံးကျင်လို့9000ဖွက်ထားတာ9000စလုံးသာထုတ်ပြီးသုံးလိုက်ရင်နင်းဘယ်မှာနေရာရှိမလဲဖင်းခွေရောင်းစားတဲ့ဘဝရောက်သွားမယ်နင်းကိုသုံးကျင်လို့9000ပါလောက်ထားလေဖွက်ထားတာအမှုတော်မြတ်ထဲမှာတင့်ကိုသုံးနေရင်ချီးမွမ်းလိုက်ဈေးမကင်နဲ့ခမည်းတဲ့တော်တာ9000ကျော်ရှိတယ်ဟောတဲ့လူကလည်းကျေးဇူးတော်ချီးမွမ်းတချင်းဆိုတဲ့လူကလည်းကျေးဇူးတော်ချီးမွမ်းမြူးစစ်နဲ့ပါဝင်စက္ကန့်နေတဲ့လူတွေကလည်းကျေးဇူးတော်ချီးမွမ်းငါမရှိရင်တော့သူတို့သွားပြီမလုံးနဲ့9000ကျော်ရှိတယ်အဲ့ဒါအားလုံးဘုရားသခင်ဖုံးထားလို့ခမည်းကိုသူများရှယ်ထင်နေတာမကြီးကျယ်နဲ့ဟိုဟာထုတ်လိုက်ရင်သွားပြီထင်းခွေရောင်းရမယ်ဘဝရောက်သွားမယ်စံတိုတဲ့တော်တဲ့လူတိတ်နဲ့ချီရှိတယ်ဖယားသခင်ဖုံးထားတာမာနမကြီးနဲ့အိုးခွက်ပကံရောင်းရတဲ့ဘဝရောက်သွားမှာသွားမလုံးနဲ့ချစ်တော်ညီကိုမောင်နှမဖယားသခင်လူမဟုတ်ဘူးလားအေလိယဖယားမဘိတ်သိမ့်မပေးဘူးလားဖယားနမိတ်လက္ခဏာမပေးဘူးလားဖယားမတော်ဘူးလားဘာပြစ်ရှိလို့လဲ
သူများတတ်ဖို့ဖြစ်လာတယ်ဘယ်သူကူညီမလဲဘာသူမှမကူညီဘူးတည်သွားမယ်သူ့ကိုချိန်ချောက်တဲ့လူကအချောက်မဟုတ်ဘူးယေဇဗေလပရောဖက်အများကြီးတတ်ခဲ့တဲ့လူဘယ်သူကူညီမလဲပြောကူညီတဲ့လူပါတတ်ပလိုက်မှာကြောက်တယ်ငါဒုက္ခရောက်တာငါ့ကိုဘယ်သူမှလည်းမကူညီရဲဘူးအေလိယကိုမကူညီရဲဘူးဟိုကကောင်ကအင်အားကြီးတယ်ယေဇဗေလတွဲမှာအဲ့ဒါနဲ့ဖယားကိုလည်းသူဒေါသထွက်ပြောတယ်လေကျွန်တော်ဝိညာဉ်ကိုရုပ်သိမ်းတော်မူပါဖယားနားလဲပါတယ်ကြောင်6ချာနဲ့ရှောက်អော်နေတာអော်ပါဖယားတခင်အရေးမယူပါဘူးခမည်းဘွားကိုခမည်းဘေးရလူတွေနားမလဲရင်လည်းဖယားတခင်နားလဲပါတယ်ခမည်းပြောတဲ့အတိုင်းမလုပ်ပါဘူးဖယားခမည်းကြောင်6ချာဖြစ်နေတာ तू သိတယ်အေလိယဖြစ်နေတာဖယားသိတယ်ထမင်းတော့အစာတော့2ခါကျွေးတာပဲသေခြင်းတယ်လို့ပြောတဲ့အေလိယဖယားမို့လို့သူ့ကို2ခါကျွေးတာစံတိုးဆိုဒီလိုပြောမယ်အေလိယရဲ့သေဖို့များဆူတောင်းစရာလိုသေးလားအမောခံပြီးတဏိကုံလမ်းလျှောက်လာတယ်နင့်နေရာမှာနင်နေရင်အေးစစ်စစ်နေယေဇဗေလလာတတ်တော့မှာပဲမဟုတ်လားဘာလို့ပြေးလာလဲစစ်စားကြည့်ဖယားစံတိုးမဟုတ်ဘူးလေတနာတတ်တယ်ဘယ်ပြောမလဲစံတိုးဆိုပြောလိုက်မှာပေါ့သေခြင်းဟိုမှာပဲနေယေဇဗေလလာလိုက်မယ်ဖယားကချစ်တယ်နော်သူ့ဘဝကိုကောင်းကောင်းနားလေတယ်အေလိယဆောင်းတွင်ဖြတ်ပြီနောက်ဆုံးအေလိယဘယ်လိုဆုံးသက်သွားလဲသေဖို့ဆုတောင်းတာအရှင်လက်လက်ကောင်းငင်တက်သွားတယ်ဟာလေလုယာဟာလေလုယာသေဖို့ဆုတောင်းတာအရှင်လက်လက်ကောင်းငင်တက်သွားတယ်မပြီးသေးဘူးယေရှုအချိန်ရောက်လာတဲ့အခါမှာဘေးနားမှာတောင်ပေါ်မှာဘေးမှာအေလိယတဲ့ပေါ်လာသေးတယ်ယေရှုဘေးနားမှာကပ်ပြီးပေါ်လာတာတပည့်တော်တွေနဲ့ယေရှုတောင်ပေါ်မှာသွားဆုတောင်းတယ်လေဆုတောင်းတဲ့အခါမှာယေရှုဘေးမှာပါလဲမောရှေနဲ့အေလိယပေါ်လာတယ်မဟုတ်လားဖယားကိုဒေါကန်ပြီးဆုတောင်းခဲ့တဲ့တယောက်ဖယားသူ့ဘဝကိုနားလဲပါတယ်စောင်းတွင်းမှာဏီကုန်းမချုပ်ဘူးနှွေရသည်ပြန်ပို့တဲ့ဖယားဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့သင်နားလဲပါသင်ဘဝဒီတိုင်းဏီကုန်းမချုပ်စေရဘူးသင်မိသားစုဒီတိုင်းဏီကုန်းမချုပ်စေရဘူးဖယားခင်ကသင်တို့ကိုနှွေရသည်ပို့ဦးမှာကျွေဝါတဲ့တတကောင်းစားတဲ့တတဖယားရှင်ပေးဦးမှာနောက်ဆုံးတယောက်ကြည့်ရလူတွေကလည်းနောက်ဆုံးဆိုဝမ်းသာတယ်ကျွန်တော်မှနောက်ဆုံးက6ခါရှိတယ်စောင်းရသည်အကြောင်းပြောတော့လေအားလုံးကပြောပါတယ်သူတို့ဒုက္ခရောက်တာမှမဟုတ်တာအေလိယရောက်တာဟုတ်ကိုယ်အလဲကြမှာမဟုတ်လားအေလိယလည်းခမရအလဲကြပြန်ရှိမှာပေါ့စာလံ56အပိုက်ငယ်8စာလံ56အပိုက်ငယ်8အကျွန်ုပ်သည်အရရက်လေရသောအချင်းရာတို့ကိုတော်မှတ်၍လိုက်ဆိုရအောင်အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှာထဲ့တော်မူပါစရင်တော်၌ရှိပါသည်မဟုတ်လောဒါဝိဒ်ထွက်ပြေးတာဖိလိတိပြည်ဂါသမြို့ကိုပြေးတာထွက်ပြေးပြီးမှသူ့ရဲ့ဆက်ဆိုထားတဲ့စာလံဒါသူ့ရဲ့ဆုတောင်းချက်သူ့ရဲ့သခြင်းဂီတာရီကီးဘုတ်တွေနဲ့မဟုတ်ဘူးမျက်ရည်မျက်ခွက်နဲ့ပြောနေတာကျွန်တော်ရဲ့မျက်ရည်ဘူးတော်ထဲမှာထည့်ထားပါကျွန်တော်ရဲ့မျက်ရည်ကိုတော့စရင်ထဲမှာရှိတယ်မဟုတ်ဘူးလားရှောလူကရန်ရှာဣသရေလလူတွေကသူ့ကိုပြန်ဖမ်းပြီးရှောလူလက်ထက်အမလို့ဒါဝိဒ်ဘာမှလဲရှောလူကိုဘာရန်ရှာခဲ့လို့လဲဒီလောက်ထိမုံအောင်ဣသရေလလူမျိုးတွေကိုဒါဝိဒ်ဘာမဟုတ်တာလုပ်လို့လဲရှောလူဘက်ကနေလိုက်ပြီးဒါဝိဒ်ကိုဖမ်းပြီးအပ်ရအောင်ဘဝမှာကိုကျေးဇူးပြုခဲ့တဲ့လူကကိုပြန်ရန်ရှာတယ်တ
မျိုးလုံးဖိလိတိရဲ့ဂျုံကနေလွတ်အောင်ဂေါလိယက်ခေါင်းကိုဖြတ်ပေးခဲ့တယ်မဟုတ်ဘူးလားသူသာဂေါလိယက်ခေါင်းမဖြတ်ရင်အားလုံးဂျုံခံရမယ်မဟုတ်ဘူးလားဒါလောက်ကျေးဇူးပြုခဲ့တာကိုစော်ကားပြီးပြန်ဖမ်းပြီးတတ်မလို့လုပ်နေတယ်ထွက်ပြေးရတာကိုနေတဲ့တိုင်းပြည်ကနေဖိလိတိဆိုတဲ့တိုင်းပြည်ကိုပြန်ပြေးရတာနောက်ဆုံးကိုတပ်ပလိုက်တဲ့ဂေါလိယက်သူတို့အမျိုးကပဲသူ့ကိုပြန်ပြီးထားပေးတယ်ဗမာလဲယုံကြည်သူဗမာလဲမြစ်တာဗမာလဲဖယားကိုသိတာဗမာလဲငါကျေးဇူးပြုခဲ့တဲ့လူတွေဘာလုပ်နေတာလဲအခုငါ့ကိုငါခေါင်းဖြတ်ခဲ့တဲ့ဂေါလိယက်အမျိုးတွေပဲအခုငါ့ကိုပြန်ကြည့်တယ်မဟုတ်ဘူးလားဖယားသခင်မျက်ရည်ကျတယ်ဒါဝိတ်ကျွန်တော်ရဲ့မျက်ရည်စရင်ထဲမှာမှတ်ထားပေးပါကိုတော့ကျွန်တော်ကြားတဲ့မျက်ရည်ဘူးတော်ထဲမှာသိမ်းထားပေးပါဖယားနဲ့မှားလို့ကြားတဲ့မျက်ရည်မဟုတ်ဘူးဖယားဒဏ်ခတ်ခဲ့လို့ငိုရတာမဟုတ်ဘူးချစ်တော်ညီကိုမောင်နှမဒါဝိဒ်ရဲ့ဘဝစောင်းတွင်းပါဖြစ်လေဖြတ်နေတာအယံကြောက်နေတဲ့အချိန်မှာ तू ဆက်တဲ့အရာအကြီးကျယ်ခံနေရတယ်ဖယားကြီးကဲမလားမကဲဘူးလားသူ့မှာတန်တရားတွေနဲ့တန်တရားတွေဝင်နေ तू ကြောက်တယ် तू ငိုတယ်လူတွေရှေ့ကိုမထွက်ရဲဘူးဟိုပေါင်းဒီပေါင်းဟိုရှောင်းဒီရှောင်းရှောင်းနေရတယ် तू ဘဝဗမာလဲသူ့ရဲ့သိက္ခာဗမာလဲဗိသိက်စီလောင်းထားတဲ့ဗိသိက်ဗမာလဲရှက်တယ်စီလောင်းထားတဲ့ဗိသိက်သူ့မှာရှိတယ်လေအခုအဲ့ဒါဘာလုပ်ရမလဲဒီလိုဒုက္ခမျိုးရောက်မဲ့တူတူငကိုကလေးကစီမလောင်းရင်ပြီးရောဘယင်ဖြစ်မဲ့လေးဗာလေးနဲ့အခုတော့သေဖို့သာပြင်ထားရှက်စရာကြီးဗမာတော်တတ်တဲ့ခါမှလဲဒါဝိတ်ဖယားသခင်နားလဲပါတယ်ခမည်းဘဝရဲ့ဒုက္ခဖယားရှင်နားလဲတယ်နော်ယခုငါအောင်မြင်ပြီဆိုတဲ့တခြင်းကိုမဆိုနိုင်ပေမဲ့ခမည်းစိတ်တမကြနဲ့ဘာကြောင့်လဲစောင်းတွင်းဖြတ်နေတာဖယားသခင်ရဲ့လူတွေအားလုံးဟာဒီစောင်းကာလကိုဘာလုပ်ရလဲဖြတ်ရတယ်ရှောင်သွားလို့မရဘူးဒီလိုမျိုးဖြတ်ရင်နဲ့ပဲအသက်တာဘာဖြစ်လာမလဲရင့်ကျက်ခိုင်ခန့်လာမယ်ခရစ်တော်အတွက်အသုံးဝင်လာမယ်ဟာလေလုယာဟာလေလုယာအဲ့ဒီအပင်ဟာယာစီလဲခုပြီးမှယေရှုထမ်းတဲ့ကားတိုင်ဖြစ်သွားတယ်ယေရှုထမ်းတဲ့ကားတိုင်ဟာယာစီလဲခုဖြတ်ထားတယ်ခမညာခရစ်တော်အတွက်ဖြစ်ဖို့ယာစီလဲခုဖြတ်တန်းထားပါမဖြတ်တန်းပဲနဲ့ခရစ်တော်အတွက်ခမညာမဖြစ်နိုင်ဘူးယာစီ၄ခုကိုအလီလီပါလို့ရမလဲဖြတ်တန်းထားပါအဲ့ဒါကအကောင်းဆုံးပဲအဲ့ဒါကခရစ်တော်ထမ်းတဲ့ကားတိုင်းဖြစ်သွားတယ်အာမင်ဒါကြောင့်ဒီနေ့ဓမ္မရှိတဲ့မိဘညီကိုမောင်တို့များကိုယ့်ရဲ့အသက်တာဒီစောင်းတွင်းမှာหนีကုန်မချုပ်ဘူးသင်လောလောဆယ်ຫນွေရောက်နေဝမ်းမြောက်ပါစောင်းရောက်နေရင်စိတ်ဓာတ်လုံးဝမကြနဲ့ဟာလေလုယာဟာလေလုယာတချို့တွေမိသားစုအတွက်စောင်းတွင်းရောက်နေလိမ့်မယ်မိသားစုအတွက်စောင်းတွင်းရောက်နေလိမ့်မယ်ဖယားနဲ့သွားရင်နဲ့စောင်းတွင်းရောက်နေတယ်တချို့တွေစီးပွားရေးလုပ်ငန်းထဲမှာစောင်းတွင်းရောက်နေလိမ့်မယ်တချို့တွေအိမ်တောင်ရေးပြဿနာကြောင့်စောင်းတွင်းရောက်နေလိမ့်မယ်စိတ်ဓာတ်မကြနဲ့အဖေအမေကြောင့်သားသမီးကြောင့်အမျိုးတွေကြောင့်စောင်းတွင်းရောက်နေလိမ့်မယ်တချို့တွေအစိုးရနဲ့ပတ်သက်ပြီးစောင်းတွင်းရောက်နေလိမ့်မယ်တချို့တွေအသင်းတော်နဲ့အမှုတော်ဆောင်ရေးနဲ့ပဲစောင်းတွင်းရောက်နေလိမ့်မယ်ချစ်တော်ညီကိုမောင်တို့မှာလုံးဝစိတ်တမကြနဲ့ဟာလေလုယာလုံးဝစိတ်မပြတ်နဲ့အာမင်ကျွန်တော်ကိုယ်တိုင်လူတွေကကျွန်တော်ရဲ့ຫນွေကိုလာကြည့်နေတာကျွန်တော်ကိုယ်တိုင်စောင်းတွင်းဖြတ်ခဲ့တာစောင်းတွင်းဖြတ်တော့အကြောင်းပြန်ပြောရင်အများကြီးစိတ်ထိခိုက်စရာတွေရှိတယ်စိတ်ထိခိုက်စရာတွေရှိတယ်ဒါဝိဒ်ကိုကြည့်ဘယ်သူမှသူ့အနာမှာမရှိဘူးသူ့မှာရှိတာမျက်ရည်သူ့မှာရှိတာမျက်ရည်သင်မျက်ရည်ကျနေတာအလကားမဟုတ်ဘူးစိတ်ရင်းရှိတယ်ဖယားခင်စီပါ
ဖယားနဲ့သွားခဲ့လို့ကြုံခဲ့တဲ့ပြဿနာအားလုံးစည်ရင်ရှိတယ်ဟာလေလုယာဒါကြောင့်အခုချိန်မှာကျွန်တော်တို့ဆုတောင်းဆက်ကပ်ကိုတိုင်းစောင်းတွင်းရောက်နေရင်ဘေးကလူကိုပြောလိုက်ပါမရှောင်နဲ့ဖြတ်ပါလို့ဘေးကလူကလည်းမရှောင်နဲ့ဖြတ်ပါဟာလေလုယာဟာလေလုယာအော်ဘွယ်ဖယားခင်သင်တို့ကိုຫນွေပို့မယ်စိတ်လန်းဝေစာတဲ့အရက်ကိုပို့မလားမပို့ဘူးလားဖယားလူတွေကိုယ်တိုင်ဖျက်ရလားအများကြီးရှိတယ်အခုအိုက်စာအုပ်ထွက်လာဖက်အများကြီးရှိတယ်ဖယားသခင်လူတွေကိုယ်တိုင်ဖျက်ရတယ်ထပ်ပြောလိုက်မယ်ယေရှုဖျက်ရလားယေရှုကိုယ်တိုင်ဖျက်ရတယ်ကြောက်တယ်ငိုတယ်ချွေးကသွေးလို့ထွက်တယ်ယေရှုကိုယ်တိုင်ဖြတ်တန်းတယ်ပေါလုငါဟာငါမျက်ရည်နဲ့ငါအိယာမှာငါမွန်းပါပြီဖယားသခင်လူတွေပေါလုပြောနေတယ်ငါမျက်ရည်နဲ့ငါအိယာမွန်းပါပြီအစင်ရွှင်လာလို့ပြောတယ်ပေါလုဦးငိုတယ်အိယာထဲမှာသူ့မျက်ရည်နဲ့နစ်သွားတယ်ဖတ်ကြည့်လေတမန်တော်20မှာချစ်တော်ညီကိုမောင်နှမအကြည့်ချက်ခံရတယ်သို့တော့ပေါလုရဲ့ຫນွေရောက်လာလားရောက်လာလားဟာလေလုယာချစ်တော်ညီကောင်တို့ခမရဲ့ຫນွေရောက်လာမလားအာမင်အော်ဘယ်ဘုရားခင်အလုံးလုံးလာမှဖြစ်တယ်လုံးဝစိတ်တက်ကြပြီနောက်မလဲနဲ့နောက်ပြန်မလဲနဲ့ဘုရားခင်ဖြတ်ခိုင်းနေတာနောက်ပြန်မလဲနဲ့ရင်ဆိုင်သွားပါအာမင်ဘာမလုပ်ရဘူးလဲနောက်ပြန်မလဲနဲ့ဘုရားရှင်အော်ဘယ်အလုံးလုံးလာလိမ့်မယ်အခုချိန်မှာစောင်းတွင်းဖြတ်နေတဲ့သူရှေ့ကိုထွက်ခဲ့အခုဆူတောင်းသူများထွက်တိုင်းမထွက်နဲ့သူများလာတိုင်းမလာနဲ့ကိုတိုင်းစောင်းတွင်းဖြတ်နေရင်ရှေ့ကိုထွက်လာခဲ့ဖယားသခင်အော်ဘွယ်တင်းကိုမဆာဖယားခင်အော်ဘွယ်ကျေးဇူးပြုမယ်တင်းဝန်ခံပါဖယားကဝန်မခံရင်အလုံးမလုပ်ဘူးဝန်ခံခြင်းပေါ်မှာဖယားသခင်အလုံးလုံးမှာဖြစ်တယ်သင်ရဲ့မိသားစုသင်ရဲ့အိမ်တော်ရေးသင်ရဲ့စီးပွားရေးသင်ရဲ့ဘဝသင်ရဲ့သိက္ခာသင်ရဲ့ဂုဏ်သင်ရဲ့ပကာသနာတွေအခုတော့ရှက်ကွဲရပြီဒီလောက်ဆူတောင်းဆက်ကပ်ပြီးဖယားနဲ့အသက်ရှင်ကြတာအခုဘာတွေဖြစ်ကုန်တာလဲလူရှိမှခေါင်းမဖော်ရဲဘူးဆာလန်ဆရာဒါဝိဒ်ကိုကြည့်ပါရင်ဆိုင်ပါအော်ဘယ်ဘုရားခင်တက်တည်ထူမယ်ဟာလေလုယာကိုဘဝရဲ့စောင်းတွင်ရောက်နေရင်ဒီနေ့ဆက်ကပ်ပါလုံးဝနောက်မဆုံးနဲ့အော်ဘွယ်ဘုရားခင်ယေရှုပြုမှာဖြစ်တယ်ဟာလေလုယာသင်ရဲ့အသက်တာကိုဆက်ကပ်ပါသင်ဝန်ခံခြင်းမှာဘုရားရှင်တက်တည်ထူသွားလိမ့်မယ်သင်ဝန်ခံလိုက်တာနဲ့ဘုရားရှင်အော်ဘွယ်အလုပ်လုပ်ပြီးဖြစ်တယ်အာမင်သင်ရဲ့ဝန်ခံခြင်းမှာပဲလေဘုရားခင်တက်တည်ထူမယ်ဘုရားခင်ယေရှုပြုမယ်အရောက်တိုင်းရဲ့အသက်တာကိုဆက်ကပ်အရှိမတကယ်ကိုယ့်ရဲ့အသက်တာ worship တခြင်းတပုတ်နဲ့ဘုရားကိုကိုးကွယ်မယ်ပြီးဒီမှာမတ်တရက်နေတဲ့သူတွေအတွက်ဆုတောင်းပေးမယ်ယာဒီလေးခုပုံမှန်ဖြစ်ရယာဒီလေးခုပုံမှန်ဖြစ်ရလုံးဝစိတ်တမချကျွန်တော်ခရစ်တော်ကိုယုံပြီးဖြတ်ခဲ့တယ်အိမ်တောင်ကြပြီးတော့လည်းအဲ့ဒီယာဒီပြန်ဖြတ်ရတယ်အမှုတော်ဆောင်နေရင်းနဲ့အဲ့ဒီယာဒီပြန်ဖြတ်ရတယ်မဖြတ်လို့မရဘူးဝေါ်ခံလိုက်တယ်ဘုရားခင်ရှိမှာဘုရားခင်ကျွန်တော်ကိုကြော်ဖြတ်စေတယ်ဟာလေလုယာတခြင်းတစ်ပုတ်ဘုရားခင်ကိုကိုးကွယ်မယ်အရောက်တိုင်းရဲ့တက်တာအတွက်ဆုတောင်းပေးမယ်ဘုရားရှင်အော်ဝဲတင်းရဲ့တက်တာကိုမဆာယေရှုပြုမယ်ဒီနေ့ဟာသင်လွတ်မြောက်ရမယ့်နေ့ဖြစ်ဘလောက်ကြီးပဲဘုရားသခင်ရှင်မှာသင်ပြောမှရှိရှိဘုရားရှင်နားလေတယ်အေလိယပြောတယ်သေခြင်းနဲ့တဲ့အရှင်လက်လက်ကောင်းကင်ပြန်ခေါ်ပါတယ်ယောဘပြောတယ်ငါဘာလို့မွေးတာလဲငါဘာလို့နှောတိုက်တာလဲငါမွေးတဲ့ရက်ကိုငါကြိမ်ဆဲတယ်ငါဘာလို့အသက်ရှင်ရတာလဲဖယားကိုစိတ်ဆိုးတယ်ယောဘရဲ့ဘဝကိုဖယားကနှစ်ဆတော့ကောင်းကြီးပြန်ပေးတယ်ဒါဝိဒ်ငိုတယ်ဂေါလိယလိုလူကိုခေါင်းပြတ်ခဲ့တဲ့ဒါဝိဒ်ကိုဘဝရဲ့ပြဿနာကြတော့ငိုရတယ်နာမည်ကြီးတဲ့ဂေါလိယခေါင်းကိုဖြတ်ခဲ့ပေမဲ့သူ့ဘဝပြဿနာကြတော့ငိုရတယ်
ရှင်မှာတင်ပါပဲပြောမှရှိရှိစိတ်တမကြနဲ့ဖယားရှင်သင်ရဲ့ပြောမှတာကိုလည်းနားလဲပါတယ်ဖယားရှင်ခွင့်လွတ်ပါရှင်တဘုံနဲ့ကိုယ်ခွေရဟာလေလုယာဖယားရှင်သင်ကိုနားလဲတယ်သင်တက်တာကိုဆက်ကပ်ပါတရှင်သောဝိညာဉ်တော်ကသင်ရဲ့တက်တာမှာအလုံးလုံးလွတ်မြောက်ရမယ့်အချိန်ဖြစ်တယ်ဖယားရှင်သင်ကိုလွတ်မြောက်ခြင်းတယ်ဒီသရှင်နဲ့ဖယားကိုကိုးကွယ်နေရင်ဖယားရှင်သင်ကိုလွတ်မြောက်စေမယ်ကြီးသောအမှုကိုပြုမဲ့ဖယားဖြစ်တယ်သင်ကိုစာတန်ကခေါ်ထားလို့မရဘူးသင်ရဲ့မျက်ရည်နဲ့သင်ဘဝကိုစာတန်ကหนีကုန်းချုပ်လို့မရဘူးချစ်တော်ညီကောင်မောင်တို့သင်ကိုဖယားကအောင်မြင်ဖို့ခေါ်ထားတာဖြစ်တယ်ဆုံးရှုံးဖို့ဒီမှာထားထားတာဖြစ်ဆုံးရှုံးဖို့ထားထားတာမဟုတ်ဘူးအောင်မြင်ဖို့ခေါ်ထားတာဖြစ်တယ်ဖြစ်ပြနေတဲ့ပြဿနာတွေကသင်ရဲ့ဝိညာဉ်တတ်တာရင်းညက်လာဖို့ပဲဖြစ်တယ်ကျွန်တော်ရဲ့အသက်တာများကိုဆက်ကပ်မယ်အဆုံးသတ်မှာတင်းဆရာလောကကနေပြီးတော့မှဆူတောင်းပေးမှာဖြစ်တယ်အသက်တာတည်တည်ကိုဆက်ကပ်ရအောင်အဆုံးသတ်တဲ့အခါမှာတင်းဆရာလောကကနေပြီးတော့ဆူတောင်းပေးမှာဖြစ်တယ်ယေရှုရှင်ဘုရားအရောက်တိုင်းရဲ့အသက်တာကိုဘုရားရှင်လက်တော်ထဲမှာအနံပါတယ်တင်တို့နှုတ်ကိုဖွင့်ပြီးတင်တို့ဝန်ခံပါဘုရားရှင်ဖြတ်တန်းခိုင်းတဲ့ဆောင်းတွင်းကိုဖြတ်မယ်မရှောင်ဘူးရေးဆိုင်မယ်တင်တို့နှုတ်ကိုတင်တို့ဖွင့်ပြီးဝန်ခံပါဘုရားရှင်ကတင်တို့ရဲ့ဝန်ခံခြင်းပေါ်မှာတင်တို့ကိုခွန်အားပေးသွားလိမ့်မယ်တင်တို့ဝန်ခံခြင်းပေါ်မှာအဲ့ဒီရက်တည်နိုင်တဲ့ခွန်အားဘုရားရှင်မဆသွားလိမ့်မယ်တင်တို့ရဲ့အိမ်တော်အတွက်စိတ်ပြက်နေတယ်မိသားစုအတွက်စိတ်ပြက်နေတယ်ယုံကြည်သူတွေအတွက်စိတ်ပြက်နေတယ်အသင်းတော်တွေအတွက်စိတ်ပြက်နေတယ်ကိုယ့်ရဲ့အမှုတော်ဆောင်ခြင်းကိုကိုယ်စိတ်တကြနေတယ်ကိုယ့်ရဲ့မိဘဖြစ်ခြင်းသားသမီးဖြစ်ခြင်းပေါ်မှာကိုယ်မကျေနပ်နိုင်ဖြစ်နေတယ်လုံးဝစိတ်မပြတ်နဲ့ဘုရားရှင်ရှင်မှာတင်တို့တက်တာကိုဆက်ကပ်ပါတင်တို့ဝေါခံပါတရှင်သောဝိညာဉ်တော်ကတင်တို့ရဲ့တက်တာကိုယခုပဲမဆမှာဖြစ်တယ်ယေရှုရှင်ဘုရားဒီနေ့ကြားတဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ဝိညာဉ်ရေးရထဲမှာယာတိ၄ခုကိုဖြတ်တန်းနေရတဲ့ကာလအဖဘုရားဆောင်းတွင်းကိုဖြတ်နေတဲ့ဒီညီကိုမောင်နှမများအတွက်ကျွန်တော်ဆုတောင်းပါတယ်ဘုရားရှင်ဒီသားသမီးတွေရဲ့အသက်တာကိုဘုရားရှင်မဆပါအိမ်တော်ရေးထဲမှာကြုံတွေ့နေတဲ့ပြဿနာလွတ်မြောက်လာပါမိကြောင်းကိုရောမဆတော်မူပါအိုးဖဘုရားသခင်ကျမ်းမာခြင်းထဲမှာကြုံတွေ့နေတဲ့ပြဿနာတွေကဒီသားသမီးတွေကိုရွေးနှုတ်ကဲတင်ပါဘုရား။အိုးငွေရေးကြေးရေးပြဿနာတွေမှာကြုံတွေ့နေတဲ့သူများအဲ့ဒီထဲကလွတ်မြောက်ရတဲ့အခွင့်ကိုဘုရားရှင်ပေးတော်မူပါ။အိုးတိတ်ခါကြဘဝပြည့်စိတ်ဆင်းရဲပြီးလူတွေရှေ့မှာခေါင်းမဖော်နိုင်တဲ့အရှက်တရားကင်းမဲ့ရတဲ့အရာမျိုးကြုံတွေ့နေတဲ့သားသမီးတွေအတွက်ဆုတောင်းပေးပါတယ်။ဘုရားသခင်အဲ့ဒီထဲကဒီသားသမီးကိုလွတ်မြောက်ရတဲ့အခွင့်ကိုဘုရားရှင်ပေးတော်မူပါ။အိုးသားသမီးကြောင့်မိဘကြောင့်စိတ်ဒုက္ခရောက်နေတဲ့သူတွေအတွက်ဆုတောင်းပေးတယ်ကိုရရှင်ဘုရားသူတို့ကိုအဲ့ဒီတဲကရွေးနှုတ်ပါဖကဲတင်ပါသူတို့ပေါ်မှာကိုရရှင်ဘုရားကျေးဇူးပြုပါကိုရရဲ့ဂယုဏလက်တော်ကိုစံတမ်းပါအောပွဲမဆပါသူတို့ကြုံတွေ့နေတဲ့စောင်းတွေကာလကိုကြော်ဖြတ်သွားနိုင်ပါမိကြောင်းအောပွဲကျေးဇူးပြုတော်မူပါအိုးအမှုတော်ဆောင်ခြင်းထဲမှာစိတ်တကြစိတ်ပြတ်နေတဲ့သူများအဲ့ဒီထဲကနေပြီးတော့မှဖယားရှင်ຫນွေဥပြန်ရောက်လာပါမိကြောင်းသူတို့အတွက်ဆုတောင်းပါတယ်ယခုပင်အလင်းမြတ်မဆပါကျေးဇူးပြုတော်မူပါကြုံနေတဲ့ပြဿနာဟာအတွင်းကောင်းကြီးဖြစ်တယ်စိတ်တကြဖို့မဟုတ်ဘူးစိတ်ပြတ်ဖို့မဟုတ်ဘူးအပြင်မှာအရွက်တွေဝေးစားတာမရှိပေမဲ့အတွင်းထဲကဝိညာဉ်ခိုင်ခန့်ဖို့ဖြစ်တယ်ဟာလေလုယာကိုရောနာမတော်ကိုချီးမွမ်းတယ်ကိုရောအတွင်းပိုင်းကောင်းကြီးကိုပေးနေသောကြောင့်ယေရှုတင်တယ်တာ၍ခံယူခြင်းအဖြစ်ကြော်ဖြတ်နိုင်ဖို့ကျွန်တော်ဆုတောင်းတယ်တရက်တစ်ချိန်မှာဘေးပဝန်းကျင်မှာဘုံတော်ထင်ရှားလျက်တတ်သိခံစရာအကြောင်းတွေဖြစ်စေပါလက်တော်ထဲမှာအနံပါတဲ့ကြီးသောအမှုကိုဘုရားရှင်ပြုတော်မူပါအောဘွယ်အမှုကိုပြုတော်မူပါဒ
ဒီကနေ့သူတို့ကြုံရတဲ့အရာဟာသူတစ်ပါးကိုပြန်လဲကိုချင်းစာဖို့တတ်တဲ့ခံဖို့ဖြစ်တယ်။အိုးတမန်ကျမ်းစာထဲမှာပေါလုကြုံတယ်သူများကိုကိုချင်းစာဖို့ဖြစ်တယ်လို့ဖော်ပြတယ်။ယေရှုကြုံတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုကြုံတဲ့လူတွေကိုပြန်ပြီးတော့တနာပြီးမာစာဖို့အတွက်ဖြစ်တယ်လို့ကိုတော့တမန်ကျမ်းစာမှာတွေ့ရတယ်။ဒီနေ့ဒီသားသမီးတွေကြုံတာဟာတရက်တစ်ချိန်မှာသူတစ်ပါးအတွက်ပြန်လဲတိဆောက်စရာဖြစ်ဖို့တတ်တဲ့ခံစရာပေးနေသောကြောင့်ယေရှုတင်တယ်။လက်တော်ထဲမှာစက္ကပ်ပါ၏ယေရှုပြုတော်မူပါယေရှုခရစ်နာမ၌ထိုသားသမီးတွေအတွက်ဆုတောင်းလျက်ကောင်းကြီးပေးအပ်နံပါတယ်ဖခင်အာမင်ကျွန်တော်အလုံးမတရားရဲ့ဒီဓမ္မသချင်းတစ်ပိုက်ဒီဆိုအောင်နော်ပြင်ကျွန်တော်စက္ကပ်ဆုတောင်းရအောင်ယေရှုသားမျိုးတို့ခေါ်ကြပါတယ်ဒီနေ့ယေရှုခရစ်တော်ဟာအရှင်သခင်ဖြစ်တယ်လို့ဝန်ခံလက်ယုံကြည်သောသားမျိုးတွေရှိတယ်ဒီသားမျိုးတွေတက်တာမှာဒီနေ့ယာဒီကိုဖြတ်တန်းသွားလာအခါမှာ၄ရာဒီရှိတယ်ဆိုတဲ့အတိုင်းဒီနေ့ကြားနာခဲ့နှုတ်ပတ်တော်အတိုင်းရှောက်လန်းတဲ့အခါမှာဘုရားရှင်ယာဒီတစ်ခုစီတိုင်းမှာဖြတ်တဲ့အခါမှာနားလည်နေတဲ့ခွင့်ကိုပေးလက်ယေရှုကိုချီးမွမ်းလက်စိတ်ရှိတီးခံလက်ကိုရော၌မျောလင်းလက်ကြီးမားသောခွန်အားနှင့်ပြည့်စုံနိုင်မိကြောင်းတာမီတို့ဆက်လက်ကောင်းကြည့်ပေးပါတကယ်တာမီအလယ်မှာရှိတဲ့တချို့တွေဒီနေ့မိတ်ဆွေတွေယေရှုကိုမတည်သေးမယုံကြည်သေးလက်မခံသေးတော့သူလည်းရှိမယ်ကိုရောဤတာသမီတို့ကိုယင်းနားလည်နိုင်တဲ့နှလုံးသားဝိညာဉ်တော်မျက်စိဖွင့်လင်းစေလက်သူတို့ကိုကြည်သိရှိယုံကြည်တဲ့အရာဟာယေရှုခရစ်တော်အဖင်ပြေဝနိုင်မိကြောင်းဘုရားရှင်သူတို့လည်းကောင်းကြည့်ပေးပါမိမိတက်တာတွေဟာတကယ်ပဲကိုယ်မပိုင်ဘူးဆိုတော့နားလေတဲ့အခါမှာအသက်တာအပိုင်းရှင်တခင်ဖြစ်တဲ့ယေရှုကိုဒီနေ့ကားမှာအသေးခံကြီးအသက်ဆွန့်လက်ကဲတင်ချင်းစုကျေးဇူးပေးသွားတဲ့အခါမှာနှုတ်ဖြစ်ဝန်ခံလက်စိတ်ဖြစ်ယုံကြည်သောအခါမှာဘုရားရှင်ဤသားမိတို့ကဲတင်ချင်းပေးနိုင်ပြီဆိုတဲ့အကြောင်းနှုတ်ပတ်တော်တက်တည်ရှိတဲ့အတွက်ထိုနှုတ်ပတ်တော်ဂတိစကားတိုင်းယေရှုကိုယုံကြည်လက်ခံနိုင်ဖို့ဘုရားရှင်ဒီနေ့သူပို့ဆောင်ပါလမ်းပြပါခေါ်ဖိတ်တော်မူပါယေရှုတင်တယ်ဒီနေ့ဆုတောင်းတဲ့အရာလုံးစုံကိုလည်းအနန္တစက္ကပူဇော်လက်ရှိတာမီတယောက်စီတတ်တာကောင်းကြီးဖြစ်စေလက်ဒီနေ့မတရလက်ဆုတောင်းနေတာမီကြီးငယ်တယောက်စီတိုင်းဝတ်ပြုတော်သူတယောက်စီတိုင်းမှာခွန်အားရှိလက်ဒီနေ့ပြန်သွားတော့အခါမှာဘုရားရှင်ဤနှုတ်ပတ်တော်အတိုင်းသက်ရှင်နေမိယေရှုဆက်လက်ကောင်းကြီးပေးပါဆရာစံတို့အားဖြင့်လည်းဆက်လက်ကိုတော်အသုံးပြုလက်ကိုတော်ဤတာကိုတော်ရှင်လှုပ်ဆောင်တဲ့အရာတိုင်းမှာလက်သစ္စာရှိလက်ဆက်လက်လှုပ်ဆောင်သွားနိုင်မိယေရှုတရားအလုံးစုံလက်ကိုတော်ရှင်ဆက်လက်တွန်းလောင်းတော်မူပါဒီနေ့ယေရှုချီးမွမ်းယေရှုနာမ၌ဆက်ကပ်ဆုတောင်းနေပါအာမင်ယခုတွင်သုံးပါတဆူဖြစ်တော်မူသောခမည်းတော်သားတော်တန်ရှင်တော်ဝင်တော်ဖျားကြီးယေရှုတရားညှော်လင်းခြင်းဝမ်းမြောက်ခြင်းနဲ့ယေရှုသာအလုံးစုံဟာဒီနေ့ဝတ်ပြုရှိတာမြင့်ကြီးငယ်တယောက်စီပေါ်မှာအခုမှစကာလအစဉ်တည်ရှိတည်နေပါစေအာမင်အားလုံးယေရှုတင်နဲ့ကျွန်တော်တို့ဒီမှာရှိတဲ့အဲ့ဒီမိသားစုတွေအားလုံးကျွန်တော်နေ့လည်စားသုံးပြီးမှပြန်ရအောင်ပြန်မှုမဟုတ်ပါဘူးနေ့လည်စားသုံးပြီးညနေ9နာရီကနေ9နာရီမှာဆရာစံတော်အဖြစ်တင်တန်းရှိပါသေးတယ်ဆိုတော့ခဏပြောရပါမယ်ကျွန်တော်